အားလုံးပဲမင်္ဂလာရှိသောချိန်ကားလေးဖြစ်ပါစေခင်ဗျာဒီနေ့မှာရွေးချယ်ထားတဲ့ဇလံကောင်းလေးကတော့စာရေးဆရာအက္ကာစောရေးသားထားတဲ့စုံတော်ဦးမောင်နဲ့အင်ပါယာလူတက်မှုဆိုတဲ့ဇလံကောင်းလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးကိုနားမဆင်ခင်မှာပဲကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားဖို့အားလုံးကိုတောင်းဆိုလိုက်ပါရစေမိုးကတဖွဲဖွဲနဲ့ရွာသွန်းနေဝင်းကပါမြို့ကြီးကပင်လယ်နဲ့နီးကပ်နေတာမို့လို့မိုးကလည်းမထင်သလိုရွာချတတ်လေရှိတယ်မနက်ကလေးကအိုဆိုင်နေခဲ့တဲ့မိုးတိမ်တောင်တွေကအခုညမှာတော့တပွဲပွဲနဲ့ရွာသွန်းနေခဲ့ပြီဖေသမီးနဲ့အတူတူပုံဆွဲကြရအောင်သမီးငယ်ကနားကိုတိုးကပ်လာပြီးသူနဲ့အတူတူပုံဆွဲခိုင်းတယ်အလုပ်ကနေပြန်လာပြီးတော့အဝေးစားပြင်မလဲရသေးတဲ့ဦးမောင်ကဆိုဖာမှာထိုင်ပြီးတော့သတင်းစာဖတ်နေထို့နောက်မှာတော့လက်ထဲကသတင်းစာကိုစပွဲပေါ်ကိုပြစ်ချလိုက်ပြီးတဲ့နောက်သမီးငယ်လေးချပြီးတဲ့ရောင်စုံခဲတံလေးကိုယူလိုက်သမီးကဖေပုံကိုဆွဲပေးမယ်သမီးဖြစ်သူနီနီကတော့စပွဲကုံပေါ်မှာစာအုပ်တအုပ်ချကရုပ်ပုံတွေကိုရေးဆွဲနေတယ်။ဦးမောင်ကတော့စာအုပ်ကိုပေါင်ပေါ်တင်လိုက်ပြီးရောင်စုံခဲတံနေနဲ့ပုံကျန်းတပုံရေးဆွဲနေ။ဦးမောင်ကတော့နောက်တနေ့ဆိုရင်အသက်50ပြည့်ပြီလေဖြစ်တယ်။ဇနီးဖြစ်သူမိုးမိုးကတော့သူ့ထက်အသက်20ကျော်ငယ်ရွယ်အသက်ကြီးမှအိမ်အောင်ကြတာဖြစ်တာကြောင့်ပဲဦးမောင်တို့မှာတော့သားသမီးတစ်ယောက်သာထွန်းကားတယ်။ထိုသမီးလေးမှလည်းမွေးကလေးကအသားလေးတွေကနေတာရဲလေးဖြစ်နေတာမို့နီနီလို့ချစ်စနိုးနဲ့ခေါ်ရင်းနဲ့ထိုးနာမည်တွင်သွားခဲ့ဖေပြီးပြီနီနီကစာအုပ်ကိုထုတ်ပြလိုက်တယ်လူပုံစံခက်ကြမ်းကြမ်းရေးဆွဲထားပြီးတော့လက်ထဲမှာလည်းတနက်တက်လက်ကိုကင်ထားသည်ဦးမောင်ကထိုးပုံကိုမြင်လိုက်တော့ပြုံးလိုက်ဒါဖေပုံလားသမီးရဲ့ဟုတ်တယ်ဖေကစုံတော်ဆိုတော့တနက်ကင်ပြီးတော့လူဆိုးတွေကိုပြစ်မှာပေါ့နီနီရဲ့စကားကိုကြားလိုက်တဲ့အခါမှာဦးမောင်ကပြုံးရည်လိုက်နီနီကလည်းသူ့လက်ထဲကစာအုပ်ကိုဆွဲယူလိုက်ဖေရောဘာပုံတွေဆွဲထားတာလဲဦးမောင်စာအုပ်မှာတော့လူတအုပ်လေးကြနေပုံကိုဆွဲထားပြီးထိုလူရဲ့နောက်ကျောမှာတော့ဓာတ်တစ်ချောင်းကစိုက်ဝင်နေနီနီကထိုပုံလေးကိုကြည့်ရင်ဒီလူကိုလူတယောက်ကတတ်သွားတာပဲဖြစ်မယ်နော်ဖေစုံတော့ဦးမောင်မျက်လုံးတွေပြူးသွားတယ်သမီးကဘလို့သိတာလဲဒါကသူ့ကြောကုန်းမှာတန်းတန်းကြီးစိုက်နေတာမဟုတ်လားဖေရဲ့ဘလို့လူကများကိုးနောက်ကျောကိုဓာတ်နဲ့ထိုးပြီးတော့တတ်သိနိုင်ပါလေတယောက်ကထိုးလိုက်တာဖြစ်မှာပေါ့အသက်10နှစ်ပဲမပြည့်သေးပေမဲ့သူ့ပီဇာကပါလာတယ်ထင်တယ်နီနီလေးကစုံတော်လေးတယောက်လိုကောက်ချက်ချလိုက်ထိုချိန်မှာတော့သူတို့ထိုင်နေတဲ့ဘေးမှာချထားတဲ့ဖုန်းကအတန်မြည်လာဦးမောင်လေးဖုန်းကိုကောက်ကင်လိုက်အမင်းရှိပါဦးမောင်ရေအခုပဲလူသေးမှုတစ်ခုဖြစ်သွားတယ်ဦးမောင်လာကြည့်မှဖြစ်မယ်အတန်ကိုနားထောင်လိုက်တာနဲ့ရဲတက်ကြညွန့်ဝေဖြစ်ချောင်းကိုလည်းတီးလိုက်ငါအခုမှအိမ်ပြန်ရောက်တာတနားရီတော့မပြည့်သေးဘူးလေကွာဒီတခုတော့ဦးမောင်ကိုယ်တိုင်လာကြည့်မှဖြစ်မယ်ဦးမောင်တပြင်းတစ်ချက်ချလိုက်တယ်။ကောင်းပြီငါ့ကိုလိမ့်စာသာပြောမြို့မြောက်ဘက်ကအင်ပါယာတထေဦးစော်စော်ရဲ့အိမ်ကိုပဲဦးမောင်ကတော့ငင်းညူလိုက်ပြီးတဲ့နောက်ဆိုပါကုံပေါ်ကနေထားလိုက်တယ်။သူ့မိန်းမမိုးမိုးကမိဖို့ကြောင့်အတွင်းကနေထွက်လာတယ်။ညစာဆင်သင့်မဲ့ကိုကြီးစားတော့မလား။ဦးမောင်ကခေါင်းခါလိုက်တယ်။မင်းတို့ပဲစားလိုက်နေတော့ကွာအမှုတစ်ခုပြန်ဖြစ်ပြန်ပြီတဲ့။မိုးမိုးမျက်နှာကွက်ကနေပြက်သွားတယ်။ဦးမောင်ကမိုးမိုးမျက်နှာလေးကိုမကြည့်တော့ပဲဂျာကင်အင်ကြီးတစ်ထည်ကိုအပေါ်ကနေဝဲလိုက်ခါအိမ်ပြင်ကိုထွက်ဖို့ပြင်လိုက်ဟောဒီမြို့မှာတခြားဆောင်တော့မရှိတော့ဘူးလားကိုကြီးမိုးမိုးလေးတန်းကတင်းမာနေဦးမောင်လည်းမိုးမိုးဘက်ကိုလှည့်ကြည့်လိုက်ဒီတခါရေးကြည့်လို့ပါကွာရှင်ဘယ်တော့မှရေးမကြည့်ဘူးလို့လေအရေးကြီးတယ်ဆိုပြီးတော့အချိန်ပြည့်အိမ်ကနေထွက်သွားတာမဟုတ်လားရှင်သမီးတော်ရှင်နဲ့ထမင်းလက်စုံမစားရတာဘလောက်ကြာနေပြီလဲဆိုတာရှင်သိလားဦးမောင်ခေါင်းငိမ့်လိုက်နီနီလေးကတော့ဦးမောင်ကိုမျက်လုံးပြူးသားနေကြည့်နေဦးမောင်ဘာမှပြန်မပြောချင်တော့တာကြောင့်အိမ်တကားကိုဆွဲဖွင့်ကအပြင်ကိုထွက်လာခဲ့လိုက်တော့တယ်။အိမ်ရှိမှရက်ထားတဲ့ကားကိုဆန်နိုးလိုက်ပြီးအမြန်မောင်းနေလိုက်။ဝင်ကဘာမြို့မြောက်ဘက်မှာတော့လူကုန်တန်းတွေနေထိုင်တဲ့ရက်ကွက်ကြီးတွေရှိ။တောင်ဆောင်တစ်လျှောက်မှာတော့အိမ်ကြီးအိမ်ကောင်းတွေကိုအတီးတီးဆောက်လုပ်ထားပြီးစိတ်ငြိမ်စွာနေထိုင်ကြတယ်။ဦးမောင်ကားမောင်းနေရင်းနဲ့နောက်ဆုံးအိမ်တိမ်ရှိကိုရောက်ခဲ့။ကျန်တကားကလည်းပွင့်နေပြီးတော့ကြံဝါမှာတော့ရဲကားနှစ်စီးကရက်ထားတယ်။ဦးမောင်လည်းလမ်းဘေးမှာကားကိုရက်လိုက်ပြီးခြံဝန်းထဲကိုဝင်လိုက်ရဲတပ်သားတယောက်ကသူ့ကိုခေါ်ဆောင်သွားတာကြောင့်ခြံထဲကိုဝင်ခဲ့ခြံရှိမှာတော့လှပတဲ့ဥယျာဉ်တစ်ခုရှိကအလွန်ခမ်းနားတဲ့အင်ကြီးတအိမ်ကိုလည်းတွေ့မြင်လိုက်ရမကြမီမှာတော့ရဲတက်ကြညွန်ဝင်းကရောက်လာတယ်အင်ကြီးကတော့တော်တော်ကြီးတာပဲငါတို့အိမ်10လုံးစာလောက်တော့ရှိမယ်ထင်တယ်ဦးမောင်ပြောလိုက်တာကြောင့်ရဲတက်ကြကပြုံးရည်လိုက်တထေးတွေနေတဲ့အိမ်ဆိုတော့လေဒီလောက်တော့ရှိမှာပေါ့လာပါအထဲဝင်ကြရအောင်အင်ကြီးတွင်းမှာလည်းခမ်းနားလှလာပါတဲ့မီးစမ်းကြီးတွေရှိသလိုအထက်တန်းဆန်တဲ့ပရိဘောဂတွေနဲ့အလှဆင်ထားတယ်။ကျန်းကင်းမှာခင်းထားတဲ့ကော်စောကြီးတွေဆိုရင်လည်းနင်းရစရာပဲမရှိဘူး
အိတ်ခမ်းတစ်ခုအတွင်းကိုရဲတက်ချက်ကဝင်သွားတဲ့ခါမှာအခန်းကျမ်းပြင်မှာလဲလျောင်းနေတဲ့ဦးစော်စောရဲ့အလောင်းကိုမြင်တွေ့လိုက်ရဦးမောင်ကသူ့အင်ကြီးအိတ်ကက်ထဲကိုနှိုက်လိုက်ပြီးပလတ်စတစ်အိတ်နဲ့ထုတ်ထားတဲ့လက်အိတ်တစ်စုံကိုထုတ်လိုက်ကဝစ်စင်လိုက်ဦးစော်စောရဲ့အသက်မဲ့လောင်းကကျမ်းပြင်ပေါ်မှာပက်လက်လဲကျနေတယ်သူ့လက်နီးမှာတော့6လုံးပြူတနက်လေးတစ်လက်ကိုတွေးလိုက်ရ6လုံးပြူကလေးမှလည်းငွေရောင်ပြောင်းလဲနေပြီးတော့လက်ကင်မှာလည်းစင်ဆွဲတက်ထားပြီးတော့ကြောက်ကလေးတွေစိန်တုံးလေးတွေကိုလည်းစီးချဲထားသည်ဒီတနက်ကတော့သူ့ဆောင်လေးရှိတဲ့တနက်လေးပါပဲဦးမောင်ဦးစော်စောရဲ့ရင်ဘက်မှာကြည်စံပေါက်ရတကူရှိကြည်စံကနှလုံးသားတက်တဲ့ကိုထိုးဖောက်ဝင်ရောက်သွားပုံရအမွေးပွားပွားကိုစောကြီးမှလည်းသွေးတွေကအိုင်ထွန်းပြီးတော့ခန်းချောင်းကြည်စံရောစစ်ပြီးပြီလားကြည်စံကတော့သူ့ကိုဖောက်ထွင်းသွားတယ်လက်နဲ့ကျွမ်းကျင်သူရဲ့ကနက်ဦးထွက်ဆိုချက်အရတော့သူ့တနက်ထဲကကြည်စံပါပဲတနက်ထဲမှာလည်းကြည်စံတတောင်ပြစ်ခတ်ထားတာကိုလည်းတွေ့ရဦးမောင်ကလောင်းကိုမကြည့်တော့ဘဲနဲ့ထားလိုက်တယ်ထို့နောက်မှာတော့ရဲတဲ့ချက်ဘက်ကိုလှည့်လိုက်ပြီးတော့ဘယ်တော့မှတီးလိုက်တာလဲလွန်ခဲ့တဲ့နိုင်ဝက်လောက်ကအိမ်ကူတော်ကြီးဖုံးဆက်တော့မှတီးလိုက်ရတာဆရာမိုးကလည်းချိန်နေတာဆိုတော့အတော်ကြီးကတနက်တန်ကိုမကြားလိုက်ရဘူးတဲ့ဦးမောင်ကောင်းငိမ့်လိုက်ကောင်းပြီတက်တဲ့တွေအားလုံးကိုလည်းတေချာသိမ်းစီးပြီးတော့မှတ်တမ်းတင်လိုက်ပါသူ့ကိုတော့ရှင်းလင်းလိုက်လို့ရပြီစေးတပ်ဖွဲ့ဝင်တွေကဦးစော်စော်လောင်းကိုတဲထုတ်သွားကြတယ်ဦးမောင်မောင်ကတော့သူတို့ဝင်ကဘာမြို့မှာလူတိုင်းနီးပါးတေးကြတဲ့တရေတဦးလည်းဖြစ်တယ်အင်ပါယာအမည်ရတဲ့လုပ်ငန်းစုကိုတည်ထောင်ထားတာမို့လို့အင်ပါယာစောစောလို့လူသိများတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အင်ပါယာလုပ်ငန်းစုရဲ့စီးပွားရေးမှာလည်းအကျက်တဲတွေဖြစ်နေတယ်လို့သိရတယ်ဦးမောင်မောင်ကစာကြည့်စပွဲကွန်ပေါ်ကနေစာအုပ်တွေကိုလှန်လောကကြည့်နေလိုက်ကျုပ်တို့သူအနာကစာတစောင်ရထားသေးတယ်ဦးမောင်တက်ချက်ကစာရွက်တစ်ရက်ကိုထုတ်ပေးတာကြောင့်ဦးမောင်ကယူကြည့်လိုက်အမှန်တရားကဘယ်နည်းနဲ့မဆိုပေါ်လာမှာပဲဦးမောင်ကစာကိုဖတ်ကြည့်လိုက်ပြီးတော့မျက်မှောင်ကျုပ်လိုက်မင်းဘယ်လိုယူဆသလဲတက်ချက်တေချာတာကတော့ကိုတက်တည်သွားတာပဲဗျဦးမောင်ကမျက်မှောင်ကျုပ်လိုက်ပြီးရဲတက်ချက်ကိုလှည့်ကြည့်လိုက်ပြောစမ်းမောင်ကွာတက်တည်မှုလို့မင်းဘာကိုကြည့်ပြီးတော့ကောက်ချက်ချလိုက်တာလဲရှင်းပါတယ်ဦးမောင်ရဦးစော်စော်တို့လုပ်ငန်းကစီးပွားရေးရကြက်တဲနေတယ်မဟုတ်လားဒါအပြင်သူမိန်းမနဲ့လည်းတိတ်ပြီးတော့စီမပြေဘူးလို့လည်းသိရသူတို့လုပ်ငန်းစုကိုလည်းသူတငယ်ချင်းဝင်းမောင်ကအကုန်သိမ်းယူမဲ့သတင်းတွေလည်းထွက်နေခဲ့တယ်မဟုတ်လားဒါကြောင့်မို့လို့စိတ်တက်ကြပြီးတော့ကိုအဆုံးစီရင်သွားတာပဲဖြစ်မှာသူကြည့်နေတဲ့စာအုပ်ကလည်းသူ့ငွေစုပန်းစာအုပ်မဟုတ်လားအဲ့ဒီမှာလည်းအကျွေးတွေလည်းအများကြီးဖြစ်နေတယ်စိတ်တက်ကြပြီးတော့ဇပွဲအန်ဆွဲတဲ့ကတနက်ကိုထုတ်ပြီးသူ့နှလုံးသားကိုသူချိန်ပြီးတော့ပြစ်ခတ်ပြီးတော့အဆုံးစီရင်လိုက်တာပဲဖြစ်မှာပါဦးမောင်ကတော့ခေါင်းခါလိုက်မင်းတွေးတာလွဲနေပြီဒါကကိုတတ်သေးတာမဟုတ်ဘူးကွလူတတ်မှုတစ်ခုပဲရဲတက်ချက်ညွန်ဝင်မျက်လုံးပြူးသွားတယ်အနှဲငယ်ဒေါသထွက်သွားပုံလည်းရတယ်ဒါဆိုလည်းပြောပါဦးမောင်ကဘာလို့လူတတ်မှုလို့ယူဆရတာလဲကြည်ပေါက်ထွက်သွားတဲ့တောင်းကဒီဂရီလွဲနေတယ်ကွကိုနှလုံးကိုပြစ်မယ်ဆိုရင်ကြည်စံကတဲဖောက်ဝင်သွားယူထုံးစံမရှိကိုပြန်ချိန်နေဆိုတော့ကြည်ပေါက်ရာကနင်းနေတော့လွဲမှာပဲလေအခုကကြည်ပေါက်ရာကအရှိနဲ့နောက်ကတထထဲဖြစ်နေတာဆိုတော့သူ့ကိုယ်သူပြစ်တာမဖြစ်နိုင်ဒါဆိုရင်ဦးမောင်ကလူတယောက်ကပြစ်ခတ်လိုက်တယ်လို့ဆိုလိုချင်တာလားဒါမဖြစ်နိုင်ဘူးဗျဘာဖြစ်လို့လဲဆိုတော့ဒီအိမ်ကိုကျုပ်တို့စစ်ဆေးတဲ့အခါမှာလူတွေဝင်ထားတဲ့ပုံစံမျိုးမတွေ့ရအိမ်ထဲကိုဝင်မယ်ဆိုရင်လည်းအနည်းဆုံးတော့အိမ်ကအိမ်ကူတွေသိဖောက်ထွင်းဝင်မယ်ဆိုရင်လည်းခြေရလက်ရတွေတွေ့မယ်မဟုတ်လားဦးမောင်ကလက်ထဲကစာရွက်လေးကိုထောင်ပြလိုက်ပြီးတော့ဟောရီစာဒီစာကိုဖတ်ကြည့်လိုက်ရင်အမှန်တရားကတနေ့တော့ဘယ်နည်းနဲ့မဆိုပေါ်မယ်လို့ရေးထားတာမဟုတ်လားကိုတတ်သိတဲ့လူကဒီလိုစာမျိုးရေးလို့မရှိဘူးကွနောက်ပြီးတော့စာကလည်း print ထုတ်ထားတဲ့စာဒီခန်းထဲမှာ print ဆက်ကိုငါမတွေ့ရဒီတော့ဒီစာကသူ့ကိုယ်တိုင်ရေးတာမဟုတ်ဘူးတယောက်ကသူ့ကိုပေးတဲ့စာဖြစ်မှာရဲတက်ချက်ကစိတ်ရှုပ်ထွေးသွားပုံရတယ်ဒါဆိုရင်ဘာဆက်လုပ်မလဲဦးမောင်အမှုဖွင့်ထားလိုက်ကွာအခုအချိန်ဒီမှာတော့ဘာကိုမှတက်မပြောနိုင်သေးပေမဲ့ငါအသေးချာပြောနိုင်တာတခုကတော့ဒီအမှုကလူတက်မှုပဲတက်သေးတဲ့အမှုလို့ထင်အောင်လို့ဆင်ထားတဲ့လူတက်မှုတခုပဲရဲတက်ချက်ညုံဝင်းကလည်းခေါင်းငိမ့်လိုက်တယ်ငါသူနဲ့ပတ်သက်တဲ့လူတွေကိုစကားပြောခြင်းဒါဆိုရင်သူမိမဧကရီနဲ့အရင်စကားပြောကြည့်လိုက်ပါဦးမောင်သူအခုအိမ်ထဲမှာရှိတယ်ရဲတက်ချက်ခေါ်ဆောင်ရနောက်ကိုဦးမောင်ကလိုက်ပါခဲ့အလင်းရောင်ခက်မိန်ထွန်းထားတဲ့အခန်းတစ်ခုအတွင်းမှာဧကရီဆိုတဲ့မိန်းကလေးကထိုင်နေသူမိန်းကလေးမှလည်းဥစော်စော်ထက်အသက်အများကြီးငယ်ပုံရတယ်သူမိန်းကလေးကဇာလက်ကင်ပေါ်ဝါတစ်ခုနဲ့သူ့မျက်နှာကိုတုတ်ခါငိုကြွေးနေအနက်ရောင်ပြောင်လက်တောက်ပါနေတဲ့အနောက်တိုင်းပုံစံခေါင်းဝင်းတစ်ထည်ကိုလည်းဝစ်ဆင်ထားတယ်ခေါင်းဝင်းတစ်ခုလုံးမှာလည်းတဖိတ်ဖိတ်တောက်ပါနေတဲ့ကြောက်ကလေးတွေကိုစီးချထားသေးမျက်နှာမှာတော့မိတ်ကပ်တွေပြင်ထားတာမို့လို့ဧကရီဆိုတဲ့မိန်းကလေးမှလည်းအလွန်လှပနေမင်းကိုကျုံမေးစာရှိတဲ့မိန်းကလေးကျုံနာမည်ကတော့စုံတော်ဦးမောင်ပါ
မေးပါရှင်မိန်းကလေးကတစ်ချက်သိမ့်ရှိုက်လိုက်တယ်မင်းကသူ့ရဲ့မိန်းမမဟုတ်လားဟုတ်ပါတယ်ရှင်အကိုကြီးရဲ့3ယောက်မြောက်မိန်းမပါဒီတော့တွင်မင်းနဲ့ဦးစော်စော်နဲ့ကြားမှာကြောက်ကစားဖြစ်တာတွေစကားများရန်ဖြစ်တာတွေဖြစ်သေးသလားအေဂရီကခေါင်းငိမ့်လိုက်ဖြစ်ပါတယ်အခုတလောအကိုကြီးကအရန်စိတ်တို့လွဲနေတယ်ရှင်အဲ့ဒါကလည်းသူစီးပွားရေးအခြေအနေကြောင့်လည်းဖြစ်မှာပါကျမတို့လုပ်ငန်းရဲ့အခြေအနေကိုရှင်လဲသိပြီးလောက်မှာပါအခုကိုကြီးကိုတတ်တည်သွားတယ်ဆိုတာချတော့ကျမဖြစ်မယုံနိုင်အောင်ဖြစ်ရပါတယ်ရှင်အေဂရီကငိုကြွေးနေတယ်ဦးမောင်လည်းသူမတ်ဆုဆောက်လေးမှာရေးမှတ်ထားလိုက်တယ်ဒါဆိုရင်အခင်းဖြစ်ပွားနေတဲ့အချိန်မှာမင်းကဘယ်ကိုရောက်နေသလဲကျမဟာစီးပွားရေးလုပ်ငန်းရှင်တွေတွေ့ဆုံတဲ့ညစာစားပွဲမှာရောက်နေပါတယ်ရှင်အမှန်ကကိုကြီးကိုဖိတ်ကြားခံရတာပါအကိုကြီးကမသွားချင်ဘူးဆိုတာနဲ့ကျမဟာကိုစားသွားပေးရတာပါသူကဘာလို့မသွားချင်ရတာလဲမင်းသိသလားအဲ့ဒီပွဲကိုတက်မဲ့စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာသူ့အကျွေးရှင်တွေအများကြီးပါနေတယ်ရှင်သူကဒါကြောင့်မတက်ချင်တာနေမှာပါဦးမောင်ကခေါင်းငိမ့်ပြီးတော့အေဂရီပြောသမျှကိုရေးမှတ်ထားလိုက်တယ်မင်းဝေ့ထားတဲ့ဝိစုံကလည်းတော်တော်လှနေတော့လက်ဝဲရတနာတွေကလည်းဈေးကြီးမဲ့ပုံပဲဒါပေါ့ရှင်ဝိစုံက390တန်တယ်ဟောဒီဘရဲတစ်ခုတည်းက3000လောက်တန်နေရှင်ဦးမောင်ကခေါင်းငိမ့်လိုက်ပြီးတဲ့နောက်အခုလိုဖြေချပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မင်းကလေးအေဂရီကလည်းပြန်လေခေါင်းငိမ့်ပြလိုက်တဲ့အခါဦးမောင်လည်းအခန်းထဲကနေထွက်လာခဲ့ရဲတက်ချက်ကအခန်းပြင်ကနေစောင့်နေတယ်ဦးမောင်တခုခုထူးခြားတာရှိလားအခုထိတော့မတွေ့သေးဘူးကွာဒါနဲ့မင်းပြောတဲ့သူ့ရဲ့တငယ်ချင်းဆိုလားလို့ပေါ်ကင်ဘတ်ဆိုလားသူနဲ့တွေ့ချင်တယ်ကွာသူ့နာမည်ကတော့ဦးဝင်းမောင်နဲ့ကျေရကွန်လုပ်ငန်းစုကိုပိုင်ဆိုင်တဲ့တထေးကြီးတယောက်ပေါ့အရင်တုန်းကတော့ဦးစော်စော်နဲ့အလွန်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတယ်အေမာယာလုပ်ငန်းစုကိုလည်းသူတို့အတူတူတည်ထောင်ခဲ့ကြတယ်ဆိုပဲရဲတက်ချက်ကလည်းလိပ်စာကတ်တစ်ခုကိုထုတ်ပေးတာကြောင့်ဦးမောင်ကလည်းယူလိုက်ပြီးတော့ထိုးစံအင်ကြီးတွေကနေထွက်လာခဲ့လိုက်ဆရာအဲ့တဲ့တယောက်ရောက်နေပါတယ်သူကစုံတော့တယောက်လို့လည်းပြောပါတယ်အတွင်းရေးမှုမလေးကဖုံးဆက်ပြီးတော့လှမ်းမေးလိုက်ထိုးနောက်မှာတော့ဖုံးချလိုက်ပြီးဦးမောင်ကိုဓာတ်လီကအတိုင်းခေါ်သွားကြတယ်ကျေရကွန်လုပ်ငန်းစုမှာလည်း18ထက်မြင့်တဲ့တာဝါကြီးတစ်ခုကိုပိုင်ဆိုင်ထားပြီးထိုတာဝါကြီးမှာပဲဦးဝင်းမောင်ကရုံးထိုင်တာလည်းဖြစ်တယ်15တက်ရောက်တော့ဓာတ်လီကအတွင်းကနေထွက်လာပြီးတော့ရှောက်လန်းတိုင်းရှောက်လာခဲ့တော့မကြခင်မှာအခန်းတစ်ခုရှေ့ကိုရောက်သွားတယ်အတွင်းရေးမှုမလေးကလည်းအခန်းတကားကိုအသာခောက်လိုက်တယ်ဝင်ခဲ့ပါအခန်းတွင်းကနေဖြေတံကြားလိုက်တာကြောင့်သူတို့အခန်းတွင်းကိုဝင်ခဲ့လိုက်ကြီးမားလာတဲ့ဆိုဖာကြီးပေါ်မှာတော့ဦးဝင်းမောင်ကထိုင်နေရာကနေအရက်ကွက်တစ်ခွက်ကိုကင်ထားတယ်ကျုပ်ကတော့စုံတော့တယောက်ပါကျုပ်နာမည်ကတော့ဦးမောင်ပါဦးဝင်းမောင်ကဦးမောင်ကမ်းပေးတဲ့လက်ကိုလှမ်းဆွဲလိုက်ပြီးတော့နှုတ်ဆက်လိုက်ထို့နောက်မှာတော့အတွင်းရေးမှုမလေးကိုကြည့်လိုက်ပြီးတော့ကဲမင်းသွားလို့ရပြီအတွင်းရေးမှုမလေးကလည်းခေါင်းငိမ့်လိုက်ပြီးပြန်လေထွက်ခွာသွားတော့တယ်မဟုတ်မှလွဲရောဇော်ဇော်တီစိုးမှုအတွက်ခမကျုပ်စီကိုလာခဲ့တာလားဦးမောင်ကခေါင်းငိမ့်လိုက်ဒါနဲ့ကျုပ်ခမကိုမေးခွန်းတချို့မေးခြင်းတယ်ဦးဝင်းမောင်ကရက်ကိုတကြိုင်မော့တုံးရင်နဲ့ခေါင်းငိမ့်လိုက်ခမစောစောတုံကဘယ်မှာရှိနေတာလဲကျုပ်ကညစာစားပွဲမှာရောက်နေခဲ့တာနောက်တော့အေဂရီကထွက်ပြေးသွားတယ်ဗျသူ့ကိုမေးလိုက်တော့မှဇော်ဇော်တက်တည်သွားတယ်ဆိုပြီးပြောတယ်လေဦးဝင်းမောင်ကအစားအုံးမှာရေးမှတ်ရင်းနဲ့ဦးမောင်ကိုတန်တရားမျက်လုံးတွေနဲ့ကြည့်လိုက်ခမကျုပ်ကိုတန်တရားဖြစ်နေတယ်မဟုတ်လားတည်င်းတွေမှာတော့ကျုပ်ကဇော်ဇော်ပိုင်းနဲ့အင်ပါယာလုပ်ငန်းစုကိုတိမ့်ပိုက်မယ်ဆိုပြီးတော့ထွက်နေတယ်လေဒီတော့ကျုပ်ကသူ့ကိုတက်လိုက်တယ်လို့ခမထင်နေကောင်းထင်နေကြတကယ်တော့မဟုတ်ဘူးဗျဘာလို့လဲဆိုတော့ကျုံနဲ့ဇော်ဇော်နဲ့ဆိုတာကလူပြိုပေါက်ဘွားတွေကအတူတူလက်တွဲခဲ့တဲ့သူတွေပဲသူ့ရဲ့အင်ပါယာလုပ်ငန်းစုဆိုတာကျုံနဲ့အတူတူတည်ထောင်ခဲ့တာလို့လည်းပြောလို့ရဦးဝင်းမောင်မျက်လုံးတွေကလည်းကြီးဝေးနေပြီးမျက်ရည်တွေကလည်းစိုးနှင်းတက်လာတာကိုလည်းတွေ့လိုက်ရတယ်သူနဲ့ကျုပ်ကသွေးမတော်သားမဆက်ပေမဲ့ညီကိုတွေလိုပါပဲဗျာကျုပ်ကဘယ်နည်းနဲ့မှသူ့ကိုတတ်မှာမဟုတ်ဘူးဗျဦးမောင်ကပြုံးလိုက်ဦးဝင်းမောင်ကျုပ်လည်းဥစော်စော်တတ်ခံရတယ်လို့တခွန်းမှမပြောရသေးပါဘူးဗျာဒိုခါမှာတော့ဦးဝင်းမောင်ကမျက်လုံးပြူးသွားတယ်ခမတခုခုသိထားတယ်မဟုတ်လားဦးဝင်းမောင်ကထိတ်လန့်နေပုံရတယ်ကျုပ်ဘာမှမသိပါဘူးကျုပ်စိတ်ထင်တာကျုပ်ပြောတာဦးဝင်းမောင်ကတခုခုကိုဖုံးကွယ်ခြင်းနေမှဦးမောင်သိလိုက်ဦးမောင်ကလည်းဆိုပါကုံကနေမတ်တက်ထားရလိုက်ဒီမှာဦးဝင်းမောင်ခမကျုပ်ကိုကြိုက်တယ်လို့ညင်းလို့ရတယ်ဒါပေမဲ့တတ်သိတွေကိုတော့ညင်းလို့မရဘူးဦးမောင်ကတော့အခန်းထဲကနေပြန်ထွက်လာခဲ့ထို့နောက်မှာတော့ကားဘုတ်ကိုတက်လိုက်ပြီးတော့မောင်းထွက်လာခဲ့လိုက်ဘယ်သူတက်လိုက်တာလဲ
ဦးမောင်စဉ်းစားရင်းနဲ့အိမ်ကိုရောက်မှန်းမသိပြန်ရောက်ခဲ့မိုးကလည်းအတော်သေးနေပြီဖြစ်တယ်လို့ညာလည်းအတော်နက်နေပြီလေဖြစ်တယ်အိမ်ရှိမှာတော့ကားရက်လိုက်ပြီးတော့ကားပေါ်ကနေဆင်းလိုက်ဟေးလူခဏရစမ်းသူ့အနောက်ကခေါ်တန်ကြားလိုက်တာကြောင့်လှည့်ကြည့်လိုက်ဒိုကမှာတော့အမောင်လေးကနေမိုးကအနဲ့ရောင်ဝစ်ထားတဲ့လူတစ်ယောက်ကထွက်လာခဲ့ဦးမောင်လေးသူ့ကျိုင်းအားတနက်ကိုလက်နဲ့အသားကလေးကင်ထားလိုက်ကျုပ်ကခမရကိုသတင်းပေးဖို့လာခဲ့ရုံတတ်ပါမင်းမတူလေထိုလူကပဝင်းကျင်ကိုတစ်ချက်ဝေးကြည့်လိုက်ကျုံမှာဦးစော်စော်တက်ခံရမှုအတွက်သဲလွန်စားတစ်ခုရှိဘာသဲလွန်စားလဲဒီနေရာမှာပြောလို့မဖြစ်ဘူးကျုပ်ကိုဒီည12နာရီတိတိမှာစိတ်ကန်းကကိုတော်အမတ်60ခွန်မှာလာတွေ့ပါထိုလူကတော့လက်ထွက်သွားဖို့ပြင်ဆင်တယ်မင်းမျက်နှာကိုမှမမြင်ရတာငါမင်းကိုဘယ်လိုလုပ်ပြီးတော့ယုံကြည်ရမလဲထိုလူရဲ့ခြေလမ်းတွေလည်းရက်တန့်သွားခဲ့ရှုံနာမယုံနာခမရဲ့ပိုင်းပေါ့ခမလာခြင်းလည်းရတယ်မလာခြင်းလည်းရတယ်ကျုပ်ကဘာမှမဖြစ်ဘူးထိုလူကမောင်တွင်းကိုတိုးဝင်ပြီးတော့ပျောက်ကွယ်သွားခဲ့တကူလုံးရေတွေဆူရွှဲနေပြီမို့ဦးမောင်ကအိမ်ရှိတကားစီကိုပြေးလိုက်အိမ်ရှိတကားလက်ကင်ကိုဖွင့်ဖို့လှုပ်လိုက်ပြီမဲ့လက်ကသူ့ရဲ့လက်ပတ်နာရီကိုကြည့်လိုက်ည10နာရီထိုးနေပြီလေဖြစ်တယ်ငါဝင်သွားရင်လေပြန်ထွက်ဖို့လွယ်မှာမဟုတ်ဘူးထိုးနောက်မှာတော့ဦးမောင်ကကားစီကိုပြန်လာခဲ့လိုက်သူ့ကိုအိမ်ပြတင်းပေါက်ကနေမိုးမိုးကရက်ကြည့်နေတာကိုသူမမြင်လိုက်ပါဘူးစိတ်ကန်းကိုရောက်တော့ည7နာရီကျော်နေပြီလေဖြစ်တယ်စိတ်ကန်းတစ်ခုလုံးလူသူတွေရှင်းနေဦးမောင်ကဂျိုင်းကြားက6လုံးမျိုးတနက်ကိုထုတ်လိုက်ပြီးတော့ကြည်စံတွေကိုအသေးချာစစ်ဆေးနေလိုက်ထိုးနောက်မှာတော့ကားကိုကိုရောင်တွေစီကိုမောင်းနှင်လာခဲ့မကြမီမှာကိုရောင်မဲ60ခုနှစ်အရှိကိုရောက်လာခဲ့ကိုရောင်တကားမှာတော့လူတယောက်ဝင်စာကန်ပွင့်နေတော့ဦးမောင်ကလည်းတနက်ကိုဆွဲထုတ်လိုက်ပြီးအသင့်အနေထားပြင်လိုက်ပြီးတော့ကိုရောင်ထဲကိုဝင်သွားလိုက်တော့တယ်ကိုရောင်တွင်းမှာတော့ကွန်ပစ္စည်းတွေကိုပုံထပ်ထားကြတယ်မကြမီအမောင်တွင်းကနေအလင်းရောင်လေးတကူပေါ်ထွက်လာပြီးသူ့နဲ့တဖြည်းဖြည်းနဲ့နီးကပ်လာခဲ့ခမရတကယ်လာသားပဲကဲဒါဆိုရင်လေပြောစရာရှိတာသာပြောတော့ခမရရဲ့တနက်ကြီးကိုလည်းခြာထားလိုက်စမ်းပါဗျာကျုပ်ကခမရကိုရံပြူဖို့လာတာမဟုတ်ပါဘူးဒါဆိုရင်လည်းမင်းဘာလို့ငါ့ကိုကူညီရလဲဆိုတဲ့အကြောင်းကိုငါရှုံအောင်လို့ပြောပြစမ်းပါကိုရောင်အတွင်းမှာမှောင်မဲနေဒိုလူကတော့မိုးကအင်ကြီးကိုခေါင်းမှာဆွတ်ပြီးတော့ဝစ်ဆင်ထားတယ်လက်ထဲမှာတော့ဓမီအသေးလေးတစ်လက်ကိုကင်ထားတယ်အလင်းရောင်အားနေနေတာမို့လို့ထိုလူဘသူဖြစ်မှန်းကိုမသိနိုင်ပါဘူးထိုလူကလည်းမျက်နှာကိုအဝတ်စားတစ်ခုမျက်နှာပုံးတက်ထားတယ်လို့ခံမှန်းရထိုလူအတန်ကတော့အတားစီတစ်ခုကိုဖြတ်ပြီးတော့ထွက်လာတဲ့အတန်မျိုးလည်းဖြစ်တယ်ကျုပ်ကဘာလို့ခမရကိုကူညီရလဲဆိုတော့ဒီအမှုမှန်ကိုပေါ်ပေါက်စေခြင်းလို့ပါမင်းကဘာလို့အမှုမှန်မပေါ်မှာကိုစိုးရိမ်နေတာလဲဘာလို့လဲဆိုတော့တေသွားတဲ့ဦးစော်စော်ကကျုပ်ပေါ်ကျေးဇူးရှိခဲ့လို့ပဲဦးမောင်ကခေါင်းငိမ့်လိုက်ပြီးတနက်ကိုဂျိုင်းကြားထဲမှာရှိတဲ့တနက်ထည့်ထားတဲ့အိတ်တွင်းကိုပြန်ထည့်လိုက်ဒါဆိုရင်လည်းပြောစမ်းမအောင်ကွာမင်းသာတကယ်ဖွင့်ထုတ်ခြင်းလေဆိုရင်ရဲစခန်းကိုလာပြီးတော့ဖွင့်ပြလို့ရပါတယ်ဂျိုလူကတစ်ဖက်ကိုလှည့်သွားတယ်ကျုပ်လူသိခံလို့မရဘူးစုံတော်ကြီးခမရအဖိုးတွေမေးမနေနဲ့ဒီမူးရဲ့တဲလွန်စားကိုခမရသိကြတယ်လားမသိချင်ဘူးလားဒါပဲပြောဦးမောင်ကခေါင်းငိမ့်လိုက်ဒါဆိုရင်မင်းကဘာတွေသိထားတယ်လဲအေဂရီအကြောင်းခမရဘယ်လောက်သိတယ်စောစောကရဲတွေကနောက်ကျောင်းကြာဆိုရင်နေစစ်ဆေးတဲ့အမှုပိုင်တစ်ခုကိုငါဖတ်ထားတယ်အသက်ငယ်တွေလှတယ်ဥစောစောနဲ့လက်ထက်တာ9နှစ်လောက်ပဲရှိသေးတယ်တကယ်တော့အဲ့ဒီမိန်းမကအပြက်မှာဥမောင်မျက်ကုန်းတွေပင့်လိုက်မင်းကဘာလို့လူတစ်ပတ်သားကိုဒီလိုပြောနိုင်တာလဲအေဂရီကဥစောစောကိုမချစ်ခဲ့ဘူးဒါပေမဲ့လည်းဥစောစောကတော့အေဂရီကိုတကယ်ချစ်ခဲ့ပွင့်ပွင့်လင်းလင်းပြောရရင်တော့ဥစောစောကသူ့ကိုဝယ်ခဲ့တာပဲမင်းဆိုလိုချင်တာကအေဂရီကအသုံးပြုံးကြီးတွေလှကျင်တယ်လက်ဖွာတယ်သူမိဘတွေကလည်းအထည်ကြီးပြတ်တွေဒါကြောင့်မလို့အကျွေးတွေတင်းလာခဲ့အေဂရီကသူ့အကျွေးတွေကိုထိုးဆက်ဖို့လိုအပ်လာတယ်ဒီအချိန်မှာသူပြစ်မှတ်ထားတာကဥဝင်းမောင်ပဲဥမောင်ကခေါင်းငိမ့်လိုက်ငါသိပြီဒါဆိုရင်အေဂရီကဥဝင်းမောင်နဲ့လက်ထပ်ဖို့လုပ်မယ်ဒါပေမဲ့ဥဝင်းမောင်မှာမိမ3ယောက်ရှိနေတယ်ဥဝင်းမောင်စီကအေဂရီကိုတွေ့သွားပြီးတော့ဥစော်စော်ကချက်သွားမယ်ဒါကြောင့်မလို့အေဂရီဆက်ဖို့ရှိတဲ့အကျွေးတွေကိုဆက်ပေးပြီးတော့တိမ့်ပိုက်ခဲ့တဲ့ပုံစံပေါ့ခင်ဗျားကစုံတော့တယောက်ပြီးညံပြေးသားပဲဗျဒါဆိုရင်အေဂရီနဲ့ဥဝင်းမောင်နဲ့ပေါင်းပြီးတော့လှုပ်ကြံတယ်လို့ခင်ဗျားကစိုးလို့တာလားချိုးလူကလည်းခေါင်းခါလိုက်ဒိုးနောက်မှာတော့ဥမောင်ဘက်ကိုလှည့်လိုက်ပြီးခင်ဗျားနူးပညာတွေဘာတွေခန်းစားတတ်သလားဥဝင်းမောင်ကဘာပြောရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲချိုးလူကလိပ်စာကတ်တစ်ခုကိုထုတ်ပေးလိုက်တယ်ချိုးလူရဲ့လက်မှာတရေလက်အိတ်တစ်ခုကိုဝစ်ဆင်ထားတယ်ဥမောင်ကလိပ်စာကတ်ကိုယူလိုက်ကအလင်းရောင်မိတ်မိတ်မှာဖတ်ကြည့်လိုက်စလုံးကြီးတွေနဲ့ရေးထားတဲ့စာတွေကထင်ရှားနေထွန်းဂဲလာရီဆိုပါလားခမရသူ့ပကြီးကားတွေကိုသွားကြည့်တင်ပြီထိုလူကကိုရောင်တွင်းကနေထွက်ခွာသွားဖို့ပြင်ဆင်လိုက်ထိုနောက်မှာတော့ဥမောင်ကိုလှည့်ကြည့်ပြီး
ကျုံတော့လိုက်မလာပါနဲ့စုံတာကြီးကျုပ်ဒီလောက်ပဲခမရကိုကူညီပေးနိုင်တာကိုခွင့်လို့ပါကျုံနားလေပါတယ်အမှုတစ်ခုမှအသေးလွန်စားအသေးလေးတစ်ခုကလည်းအထောက်အကူပေးပါတယ်ထိုလူကတော့ထွက်သွားခဲ့တယ်ဦးမောင်လည်းကိုတော်ပြင်းကိုပြေးထွက်လာပြီးကားထဲကိုဝင်လိုက်ကားမီကိုဖွင့်လိုက်ပြီးတော့လိပ်စာကတ်ကိုအသေးချာဖတ်ကြည့်လိုက်ထွန်းကယ်လာ၏253ညကန်နာလန်းဆိုပါလားဦးမောင်ကားကိုမောင်းထွက်လိုက်တာမန်လူတွေဖို့တော့အလွန်ညားနှံ့နေတဲ့အချိန်ဖြစ်မယ်ထင်ပေမဲ့ဦးမောင်ဖို့ကတော့အမှုလိုက်နေရရင်အချိန်တွေနာရီတွေအကုန်လုံးကိုမေ့နေမိကားမောင်းရင်းနဲ့သူကောင်းတဲ့အတွေးမျိုးစုံကဝင်ရောက်နေအေဂရီနဲ့ဦးဝင်းမောင်နဲ့ကဘာတွေလဲဟိုလူကလည်းဘယ်သူလဲဘာကြောင့်သူကကူညီပေးနေရတာခဲလာကြီးကရောဒီမှုနဲ့ဘယ်လိုပတ်သက်နေတာလဲကန်နာလန်းဖြတ်တဲ့အတွက်သူရောက်နေတဲ့နေရာနဲ့တိတ်မွေးတာမို့ဦးမောင်ကကားကိုအမြန်မောင်းနေလိုက်ပင်လေကမ်းခြေမှာရှိတဲ့တဲတောင်ပြင်ကြီးကလည်းဖြူလွှားလွှားနဲ့တည်ရှိနေတယ်တဲတောင်ပြင်ပေါ်မှာတော့လူသွားလူလာကင်းမဲ့နေမနေ့ပိုင်းဆိုရင်တော့ထိုတဲတောင်ပြင်ကြီးကလည်းကြက်ပြက်မကြစီကားလာပေမဲ့အခုချိန်မှာတော့မိုးရွာတာကတကြောင်ညမောင်နေတာကတကြောင်မို့လို့လူတယောက်ပင်မရှိတော့ပါဘူးမိုးရွာပြီးတော့လေပြင်းတိုက်ခတ်နေတာကြောင့်ပင်လေပြင်ကြီးကလည်းပြောင်းဆန်နေပြီးလှိုင်းလုံးကြီးတွေကလည်းကမ်းခြေကိုတဝုံနဲ့ရိုက်ခတ်နေထိုပင်လေကမ်းခြေရဲ့ဘေးမှာတော့ကန်နာလန်းကြီးတည်ရှိပြီးတော့ကန်နာလန်းမကြီးရဲ့ဘေးမှာတော့ဆိုင်ကန်းတွေတည်ရှိထိုဆိုင်ကန်းတွေထဲမှာထွန်းကဲလာကြီးလည်းအပါဝင်ဖြစ်တယ်ဦးမောင်ကဂဲလာကြီးရှေ့မှာကားကိုထိုးရက်လိုက်တဲ့အခါဂဲလာကြီးပေါ်မှာရှိတဲ့ပြတင်းပေါက်ကလိုက်ကားစားတွေလှုပ်ခတ်သွားတာကိုလည်းမြင်တွေ့လိုက်ရတယ်။ဦးမောင်ကကားပေါ်ကနေဆင်းလိုက်ပြီးဂဲလာကြီးရှေ့မှာတက်ဆင်ထားတဲ့လူခေါ်ဘဲလေးကိုအချိန်များစွာနှိပ်လိုက်တယ်။ဒါပေမဲ့လည်းပြန်လေတုတ်ပြန်မှုကိုမကြားရဘူး။ဒီလိုနဲ့တကားမကြီးကိုခက်ကြဲကြဲထုရိုက်လိုက်။တကားဖွင့်စမ်းမှာကွမင်းထဲမှာရှိတယ်ဆိုတာငါသိပါတယ်။ထိုအချိန်မှာတော့တကားစီကိုလူတယောက်လမ်းလျှောက်လာတဲ့ခြေတံကိုကြားလိုက်ရတယ်ခြေတံကမာကြောကြောဖြစ်ပြီးတော့ခက်ဆက်ဆက်ရှောက်လန်းနေတာမို့လေယောက်ျားတဦးဖြစ်တယ်လို့လည်းသိလိုက်ရထင်တဲ့အတိုင်းပဲအဲ့ဒီရှေ့မှာစိုင်ပိတ်တယ်လို့စာကတ်ထားတာမတွေ့ဘူးလားပြခန်းတွင်းကနေယောက်ျားတယောက်ရဲ့ခန့်အောအတန်ကထွက်ပေါ်လာခဲ့လုံဆန်းမှာငါမင်းနဲ့ပြောစရာတကူရှိဒီအချိန်ကစီးပွားရေးကိစ္စပြောဖို့အချိန်ကောင်းမဟုတ်ဘူးထင်တယ်မိတ်ဆွေငါစုံတော့ပါငါနာမည်စုံတော့ဦးမောင်အိမ်တွင်းကနေအတန်ကတိတ်ဆိတ်သွားခဲ့ငါမင်းနဲ့စကားနည်းနည်းပြောချင်တယ်တို့အချိန်မှာပြကန်းတကန်းမှာပွင့်သွားပြီးတဲ့နောက်လူတယောက်ကတနက်ကန်ပြီးတော့ထွက်လာတယ်ဦးမောင်ကလည်းသူ့လက်တွေကိုမြှောက်ထားလိုက်ခမ ्या ကိုတက်ဖို့လေကြုတ်ဝင်မလေဘူးဆိုတာခမ ्या သိလားဦးမောင်ကလည်းတပြင်းချလိုက်ထိုလူကရဲမြင့်မြင့်ထောင်ထောင်မောင်းမောင်းဖြစ်ပြီးသပင်ကတော့ကိုယ်ဝဲလောက်ထိရှည်လျားတယ်နှာရန်ပေါ်ပေါ်အသားခက်လက်လက်နဲ့ယောက်ျားပီသားတဲ့လူတအုပ်လည်းဖြစ်တယ်ဟိုလူတိုင်းကဘဝမှာတခါတော့မှားတတ်ကြတာပဲဒါမှလည်းအဲ့ဒီအမားကိုထက်ခါတလဲလဲကျူးလွန်နေဆိုရင်တော့အဲ့ဒီလူလောင်မိုက်တယ်လို့ရှိပါတော့မလားထိုလူကအနှဲငွေတွေ့ဝေသွားခဲ့ထို့တော့မှတော့သူ့မျက်နှာမှာဝေခွဲမရတဲ့အမူအရာမျိုးလည်းဖြစ်လာခဲ့တဖန်ဝမ်းနေပြီးတော့စိုးရိမ်ထိတ်လန့်တဲ့မျက်နှာအဖြစ်ပြောင်းလဲသွားလိုက်သူ့တနက်ကိုလည်းအောက်ကိုချလိုက်ခမ ्या အကုန်တီးထားပြီပေါ့ဦးမောင်ဆင်လိုက်တဲ့အကွက်သေးကိုထိုလူကတန်တမတ်မတ်ဝင်လာခဲ့ပြီဖြစ်တော့အေဂရီကငါ့ကိုအကုန်ပြောပြီးပြီထိုလူကငိုင်ကျသွားတယ်လုံဆန်းမှာကွာငါ့ကိုအထဲဝင်ခွေမပေးတော့ဘူးလားမင်းတနက်ကင်ထားတာကိုတယောက်ယောက်ကမြင်သွားရင်မင်းပို့ပြီးတော့အမှုကြီးသွားနိုင်တယ်နော်ထိုလူကတနက်ကိုဘောင်းမီခါးကြားတဲ့ကိုထိုးလိုက်ပြီးတော့ဦးမောင်ကိုကြည့်လိုက်ကဲကျုပ်ရဲ့ပြကန်းကနေကြိုးဆိုပါတယ်ဦးမောင်လည်းပြုံးပြီးတော့အထဲကိုလိုက်ဝင်ခဲ့အမှန်တော့ဦးမောင်အနေနဲ့ဘာမှရေးရရမသိရသေးဘူးဒါပေမဲ့ထိုလူရဲ့ပြောဆိုချက်ပေါ်မူတည်ပြီးတော့ရိတ်ပန်းတန်ပန်းနဲ့နားလည်လိုက်တာလည်းဖြစ်တယ်ထိုလူကကြိုခမ ्या ကိုတတ်ဖို့လေဝင်မလေးဘူးဆိုတဲ့စကားအသွားလာကိုကြည့်ချင်းအဖြစ်အရှိမလေတယောက်ယောက်ကိုတတ်ခဲ့တယ်လို့အဓိပ္ပာယ်ကိုလည်းကောက်ချက်ချနိုင်ပြကန်းအတွင်းမှာတော့ဗကြီးကားချက်မျိုးစုံကိုနေရမှာချိန်ဆွဲထားတယ်ထိုဗကြီးကားချက်တွေလဲမှာတော့စတီတစုံရှိဦးမောင်ကစတီထိုင်ကုန်ပေါ်မှာထိုင်လိုက်ကော်ဖီတောက်တယ်မဟုတ်လားမင်းတိုက်ချင်နေဆိုရင်တော့ငါတောက်ပါမယ်ထိုလူကအိမ်နောက်ဘေးကိုဝင်သွားတယ်ဦးမောင်လည်းစုံထောက်ပြီးအခန်းတစ်ခုလုံးကိုအသေးချာကြည့်လိုက်ပကြီးပုံတွေထဲမှာလူပုံတွေကပို့ပြီးတော့များပြတယ်လူပုံတွေထဲမှာလည်းဓာတ်ပုံတစ်ပုံကိုကြည့်နေရတဲ့လားအလွန်အသက်ဝင်လာတယ်ဦးမောင်ကလည်းမက်တက်ရက်လိုက်ပြီးတော့ပကြီးပုံတွေကိုအသေးချာလိုက်ကြည့်ပြာကံပေးနားမှာရှိတဲ့ခန်းတကားမှာလည်းပွင့်နေတာမို့လို့အသားကလေးတွန်းပွင့်လိုက်ထိုခန်းမှာတော့ဆေးရောင်မျိုးစုံပေးချန်နေပြီးတော့ပကြီးကားပေါင်တွေနဲ့ကမ်ဘတ်စတွေဆေးပုံးတွေကားလေးတွေကိုတွေ့ရတဲ့အတွက်ပကြီးအလုတ်ခန်းဖြစ်မှန်ဦးမောင်ချိန်စားမေးလိုက်ထိုအခန်းလယ်မှာတော့ပကြီးကားတစ်ချက်ကိုတောင်းနဲ့ထောက်ထားပြီးတော့ပိတ်စိမ်းပါးလေးအုပ်ထားတယ်။ဦးမောင်လည်းထိုပိတ်စိမ်းကားလေးကိုလှမ်းကြည့်လိုက်တော့ဦးစော်စော်ရဲ့ပုံတူပကြီးကားဖြစ်နေ။ပ
ကြီးကားမှရေးဆွဲပြီးမတက်ရသေးပေမဲ့ဦးမောင်ကပုံချမ်းကိုကြည့်ပြီးတော့ဦးစော်စော်မှန်တီးလိုက်ရဘယ်လိုလဲကျုပ်လက်ရကောင်းတယ်မဟုတ်လားအနောက်ကတန်ကြားတာကြောင့်လှည့်ကြည့်လိုက်တော့ဒိုလူကကော်ဖီခွက်လေးနှစ်ခွက်ကိုကင်ထားပြီးတော့အခန်းထဲကိုဝင်လာခဲ့ဒါကတည်ဆုံးသွားတဲ့ဦးစော်စော်ရဲ့ပုံမဟုတ်လားဟုတ်တယ်ရှေးလာမှသူမွေးနေရှိသူမွေးနေမီကျုပ်ကိုရေးဆွဲခိုင်းထားတာပေါ့ဒါနဲ့စကားမဆက်ကျုပ်နာမည်ကတော့ထွန်းမောင်ပါကျုပ်ကပကြီးဆရာတယောက်ပါဦးမောင်ကခေါင်းငိမ့်လိုက်ပြီးကျုပ်ကနူးပညာကိုသိပြီးတော့မကန်စားတတ်ပေမဲ့ခမရလက်ရာတွေအရန်ကောင်းတယ်ဆိုတာကိုတော့ကျုပ်သိသူတို့အတူတူအခန်းထဲကနေထွက်လာကြပြီးတော့ဆိုပါခုံမှာထိုင်လိုက်ဦးမောင်ကလည်းကော်ဖီခွက်ကိုတောက်ဖို့ကြည့်လိုက်ကော်ဖီဂျမ်းပဲတကြားတော်ပါရဲ့လားထွန်းမောင်ကတော့ခေါင်းခါလိုက်အဲဦးမကြေသလိုဖြစ်သွားရင်လည်းတောင်းပန်ပါတယ်ကျိုးစီမှာတကြားတို့နှုံးမုတ်တို့မရှိဘူးကျုပ်ကကော်ဖီဆိုရင်ဘာမှမထည့်ထားတဲ့ကော်ဖီဂျမ်းကိုပဲတောက်လေရှိပါတယ်ဦးမောင်မောင်ခေါင်းငိမ့်လိုက်ပြီးတော့ကော်ဖီခွက်ကိုမောတောက်လိုက်ကောင်းပါလေငါလည်းမျက်စိကျဲသွားတာပေါ့ကွာကဲမင်းအကြောင်းအကုန်လုံးကိုငါသိချင်တယ်ခမ ्या ကိုကျုပ်တန်းနဲ့ပြစ်တတ်မှာမကြောက်ဘူးလားဦးမောင်ကလည်းတစ်ချက်ပြုံးလိုက်မင်းငါ့ကိုတန်းနဲ့ထုတ်ပြရင်လူတတ်မှုဖြစ်မယ်ငါမင်းကိုတန်းနဲ့ထုတ်ပြီးတော့ပြစ်တတ်ရင်လူသေးမှုကွာဘာလို့လဲဆိုတော့ဥပဒေအရငါမှာကိုခုခံပိုင်ဝင်ရှိထွန်းမောင်ကခါးကြားကတနက်ကိုစပွဲပေါ်ကိုပြစ်ချလိုက်ကျုပ်သူ့ကိုတတ်ချင်ခဲ့တာမဟုတ်ပါဘူးဗျာဒါဆိုလဲငါသိပြရစီထွန်းမောင်ကလွန်ခဲ့တဲ့တနေ့ခန့်ထိနာမည်မကြီးသေးဘူးကိုပိုင်ပြာခန်းလေးမရှိပေနဲ့တခြားပကြီးပြာခန်းတွေမှာသာသူရေးဆွဲထားတဲ့ပကြီးကားတွေကိုရောင်းချတယ်ဒါပေမဲ့ထွန်းမောင်ကလူပုံစံပုံတူရေးဆွဲရင်အလွန်လက်ရမြောက်လာတာမို့လို့လူပုံတူရေးတဲ့ဝန်ဆောင်မှုကိုသာဒီဇိုင်းမှန်လုပ်ဖြစ်တယ်တနေ့တော့ဦးစောစောကသူ့မိခင်ပုံကိုရေးဆွဲစေလိုတာကြောင့်ထွန်းမောင်ကိုငှားရမ်းလိုက်တယ်ထွန်းမောင်ကလည်းဦးစောစောစိတ်တိုင်းကြရေးဆွဲပေးလိုက်တော့ဦးစောစောမှလည်းအလွန်နှစ်သက်သွားတယ်ပုံကလည်းတူလိုက်တာကွာငါမေရှိနေစဉ်တုန်းကလည်းတပုံစံနေပဲမင်းလက်ရကိုတော့ငါကြိုက်သွားပြီကျေးဇူးတင်ပါတယ်ဦးစောစောငါမင်းကိုအလုပ်တွေဆက်ပြီးတော့ပေးခြင်းတယ်ရှေ့လမှာငါမိမရဲ့မွေးနေ့ရှိငါသူ့အတွက်အမတ်တရဖြစ်အောင်လို့သူ့ပုံစံတူကိုလုံးပေါ်ပကြီးကားကိုပေးခြင်းတယ်ကောင်းပါပြီကျုပ်ဆွဲပေးပါမယ်ဒါပေမဲ့မင်းပကြီးဆွဲနေတယ်ဆိုတာကို तू မသိစေရအောင်သူ့ကိုလုံးဝအံ့ဩသွားစေခြင်းတယ်ထွန်းမောင်မျက်လုံးပြူးသွားတယ်ထို့နောက်ခေါင်းခါလိုက်ဒါတော့မဖြစ်ဘူးထင်ပါတယ်ပုံစံတူဆွဲတယ်ဆိုတာဓာတ်ပုံကိုကြည့်ဆွဲရင်တော့လွဲပါတယ်ဒါပေမဲ့ကိုလုံးပုံပေါ်ကိုကြတော့သူ့ရဲ့အချိုးအစားကိုသိမှရေးဆွဲလို့ဖြစ်မှာကျုပ်တိုင်းတာမှုတွေလုပ်ဖို့လိုအပ်တယ်ဦးစောစောကအကြံအိုက်သွားတယ်သူ့မိပုံကမျက်နှာအနီးကပ်ပုံဖြစ်တာကြောင့်တိတ်ပြီးတော့တိုင်းတာဖို့မလိုပေမဲ့ကိုလုံးပေါ်ကြတော့ဧကရီရဲ့ကိုလုံးကိုတိုင်းတာရမှာလေဖြစ်ဦးစောစောအကြံထုတ်နေဒါဆိုရင်ငါတို့ဘယ်လိုလုပ်လဲဗကြီးကားဆွဲနေတယ်ဆိုတာကိုလည်း तू သိလို့မရဘူးလေတခုတော့ရှိတယ်ဦးစောစောကျုပ်ကိုသူနဲ့ပေးတွေ့ပေးကြည့်ပါကျုပ်သူအတိုင်းတာကိုအမြင်နဲ့တိုင်းတာကြည့်ချင်တယ်3-4ခါလောက်တွေ့ပြီးရင်တော့ကြုံမှတ်မိမယ်ထင်တာပဲဦးစောစောကအကြံရသွားပြီးတော့ခေါင်းငိမ့်လိုက်ကောင်းပြီဒါဆိုရင်လည်းဒီနေ့ပဲမင်းငါ့အိမ်ကိုလိုက်ခဲ့ကွာငါ့အိမ်မှာညစာလာဆိုင်နဲ့အကဲခတ်ပေါ့ထွန်းမောင်လည်းခေါင်းငိမ့်လိုက်ဦးစောစောကစာရေးတစ်ခုကိုဆွဲထုတ်လိုက်ဟောတာ300တန်ချက်လက်မှတ်ပဲမင်းကိုငါစီရင်ချထားလိုက်ပြီးတော့မင်းရဲ့လိုအပ်တာမှန်သမျှကိုငါထောက်ပံ့ပေးမယ်ထွန်းမောင်အလွန်ပျော်ရွှင်သွားပြီးတော့ချက်လက်မှတ်ကိုလမ်းယူလိုက်ညနေရောက်တော့ဦးစောစောနဲ့အတူလိုက်လာခဲ့ဦးစောစောတို့နေထိုင်နေအိမ်ကြီးမှာလည်းအလွန်ကြီးမားပြီးတော့ခမ်းနားလာအိမ်ထဲကိုဝင်လိုက်တာနဲ့အလွန်ချောမောလာတဲ့မိန်းမတစ်ယောက်ကပြေးထွက်လာဦးစောစောရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့ကင်လိုက်ပြီးဦးစောစောရဲ့နှာခမ်းကိုလည်းထိုမိန်းမကထိပြီးတော့နမ်းလိုက်အကိုကြီးပြန်လာပြီလားထိုတော့မှထွန်းမောင်ကအိမ်ထဲကိုဝင်လိုက်ထိုမိန်းမကထွန်းမောင်ကိုမြင်တွေ့လိုက်ပြီးတဲ့နောက်ရှက်ရွံ့သွားပုံရတယ်အကိုကြီးကဧည့်သည်ပါလာတာကိုဦးစောစောကထွန်းမောင်ကိုလက်ညှိုးထိုးလိုက်ပြီးသူ့နာမည်ကတော့ထွန်းမောင်နဲ့သူကတော့ငါရဲ့အရင်ကအလုပ်တွဲလုပ်ဖူးတဲ့သူတစ်ယောက်ပေါ့ဧကရီကစူးရှားတဲ့မြန်ဝန်းနေနဲ့ထွန်းမောင်တကူလုံးကိုခြေဆုံးကောင်းဆုံးကြည့်လိုက်ထွန်းမောင်မှာစူးရှားတဲ့အကြည့်တွေကိုမခံနိုင်ပဲမျက်နှာလွှဲနေမိကြွပါရှင်အကိုကြီးပြီးရင်ညစာစားရအောင်လေအေးကွာလာထွန်းမောင်ဝင်လာခဲ့လေကွာကြီးမားလာတဲ့စတီဆိုပါကြီးပေါ်မှာထွန်းမောင်ထိုင်နေလိုက်မကြမီမှာဦးစောစောကရေမိုးချိုးအဝေးစားလဲပြီးသွားတာကြောင့်အောက်ထက်ကိုဆင်းလာကွာတခါလေးစားပြီးမှပြန်တော့ထွန်းမောင်လေးကိုချောင်းနဲ့နောက်ကနေလိုက်ခဲ့ဧကရီကပါးလွှာတဲ့ညအိပ်ပိုးဝစ်စုံလေးကိုဝစ်ဆင်ထားတယ်ထွန်းမောင်ကဧကရီရဲ့ကိုယ်လုံးကိုစိုက်ကြည့်ကမျက်လုံးနဲ့တိုင်းတာမှတ်သားနေရညသာစပွဲမှာလေထွန်းမောင်ကဧကရီကိုစိုက်ကြည့်နေမိဧကရီဆိုတဲ့မျိုးသမီးကကြည်လေလှလေလို့ထင်ရပြီးတော့ထွန်းမောင်သူ့မျက်လုံးကိုပင်ဧကရီထံကမခွာတော့
ဦးစောစောကထွန်းမောင်ကြာကြီးစိုက်ကြည့်နေတာကြောင့်ချောင်းတစ်ချမ်းကိုဟန့်လိုက်ထွန်းမောင်စားကောင်းရဲ့လားကွာထိတ်စားပါအောင်ကွာထွန်းမောင်လေးထိုတော့မှစိတ်နဲ့လူနဲ့ကက်တယ်ဟုတ်ကဲ့ကောင်းပါလေစားတော့ပြီးတဲ့အခါမှာထွန်းမောင်ကပြန်သွားတော့တယ်ဦးစောစောကသူ့ driver ကိုထွန်းမောင်အိမ်ထိလိုက်ပို့ခိုင်းလိုက်ကားရဲ့ရောက်တော့ driver ကဖိုင်တွဲတစ်ခုကိုပြီးအဲ့ဒါငါတို့သခင်မလေး agree ရဲ့ပုံတွေပဲတထေးကြီးကဒီလောက်ဆိုရင်တော်လောက်ပြီလို့ပြောခိုင်းလိုက်ပါတယ်အိမ်ရောက်တော့ပုံတွေကိုဖွင့်ကြည့် agree တယောက်တကိုယ်လုံးရိုက်ထားတဲ့ကိုလုံးပုံတွေလည်းဖြစ်တယ်ခန္ဓာလာပါတဲ့ခေါင်းဝင်တွေဝှက်ဆင်ထားတဲ့ agree မလေးနတ်သမီးလေးတစ်ပါးလာလှပနေ agree ရဲ့ပုံတွေကိုကြည့်ရင်းနဲ့ထွန်းမောင်တယောက်မိန်မောလာမိမဖြစ်ဘူးအဲ့ဒါသူများမရကြီးမင်းစိတ်ကိုထိန်ဆန်းထွန်းမောင်ကိုပြန်တရီပေးလိုက်ရထိုးနောက်မှာတော့ agree ရဲ့ပကြီးကိုဆွဲဖို့ပြင်ဆင်ရတော့တယ်ကတ်စဘတ်အစားပေါ်မှာတော့အရင်ဆုံးခဲနဲ့ကောက်ချောင်းလေးတွေကိုဆွဲရဓာတ်ပုံကိုလည်းကြည့်ရသလိုလူမြင်တွေ့ခဲ့ရတဲ့တိုင်းတာတွေကိုလည်းစိတ်မှန်မှန်ပြီးတော့ရေးဆွဲရလှလိုက်တဲ့မိန်းကလေးပဲကွာသူ့ပေမဲ့ထွန်းမောင်ပုံကိုရေးဆွဲရင်းနဲ့ပုံနှစ်ပုံရေးဆွဲမိသွားတယ်ဓာတ်ပုံမှာတော့ဝေကောင်းစားလာတွေကျရနာတွေဝစ်ဆင်ထားတဲ့ agree ရဲ့ပုံဖြစ်ပြီးတော့နောက်တစ်ပုံကတော့ agree ရဲ့ကိုခန္ဓာကောက်ချောင်းကိုအသားပေးရေးဆွဲထားတဲ့ဝီလစ်လေးပုံတစ်ပုံဖြစ်တယ်နှစ်ပုံစလုံးကိုတပြိုင်တည်းရေးဆွဲနေမိဒီလိုနဲ့15ရက်ခန့်ကြာမြင့်ခဲ့ပြီလေဖြစ်တယ်အခန်းတကားကိုထူးရိုက်တန်ကြားလိုက်တာကြောင့်ထွန်းမောင်အိတ်နေရကနေကုန်းထားလိုက်တညလုံးလိုပကြီးရေးဆွဲပြီးတော့မိုးလင်းကန်ဒီမှာအိတ်ဆက်ရတာမို့လို့အေးရေးမွားပင်နဲ့မကြည်မလင်ဖြစ်နေတယ်ဟာဘသူလာတာပါလိမ့်ကွာထွန်းမောင်ကလည်းအိတ်ရကနေချလိုက်ပြီးတော့အိမ်တကားတွေကိုသွားဖွင့်လိုက်အိမ်တကားဖွင့်လိုက်တဲ့အခါမှာ agree ကိုမြင်တွေ့လိုက်ရတာကြောင့်ထွန်းမောင်မျက်လုံးတွေဝိုင်းဆက်သွားတယ်agree ကအိမ်တွင်းကိုလမ်းဝင်လိုက်ရှင်နဲ့ကိုင်းနဲ့ဘာတွေကြံစီနေတယ်လဲဆိုတာကျွန်မသိပြီagree ကအိမ်တွင်းကိုလက်ပတ်ကြည့်နေတယ်ထို့နောက်မှာတော့ပိတ်စာပါးနဲ့အုပ်ထားတဲ့ပကြီးကားနီးကိုရှောက်သွားလိုက်ဒါကျမပုံမဟုတ်လားထွန်းမောင်ကလက်ပြားတွေတုံရင်နေပြီးမဟုတ်အဲ့ဒီချိန်မှာပဲ agree ကပိတ်စိမ်းပါးကိုဆွဲလန်လိုက်agree ကအန်အောမင်တက်သွားပြီးတော့ရေရွတ်မိလိုက်တယ်သူမြင်တွေ့လိုက်ရတဲ့ပုံကတော့သူ့ပုံဖြစ်ပေမဲ့အဝတ်စားတွေမပါဘဲနဲ့ဝေးလစ်စလစ်နဲ့အိပ်ရာပေါ်မှာလဲလျောင်းအိပ်ဆက်နေတဲ့ပုံဖြစ်နေတယ်သူရဲ့ဝင်းဝါတဲ့သားရည်တွေတင်းရင်တဲ့သားမြန်ချက်ရက်တဲ့ဗိုက်သားတွေနဲ့လုံးဝပြေဖြိုးနေတဲ့ခါပိုင်းအလားနဲ့တူခြေချောင်းကလေးတွေပေါင်တန်လေးတွေမှလည်းဓာတ်ပုံတစ်ခုကိုမြင်တွေ့ရတဲ့လားလွန်လှပနေလှလိုက်တာagree ကသူ့ပုံကိုသူကြည့်ရင်အံ့ဩနေမိပြန်တယ်ထို့နောက်ထွန်းမောင်ဘက်ကိုလှည့်လိုက်အဲ့ဒီပုံမဟုတ်ပါဘူးကျုပ်ရေးနေတာကဟိုဘက်ကပုံပါagree ကဘေးဘက်ကပကြီးကားကိုလှန်လို့ကြည့်လိုက်တော့မင်းသမီးလေးတစ်ပါးလာလှပတင့်တယ်နေတဲ့သူ့ပုံကိုတွေ့လိုက်ရagree ကလည်းထွန်းမောင်နီးကိုလမ်းလျှောက်လာခဲ့မင်းကဘာလို့နှစ်ပုံဆွဲထားတာလဲထွန်းမောင်ဘာမှမပြောနိုင်တော့ဟိုဘာမှမဖြစ်ပါဘူးအဝိစားပါတဲ့ပုံထက်အဝိစားမပါတဲ့ပုံငါကြိုက်တယ်ထွန်းမောင်ရင်တွေခုန်နေမိဒါနဲ့ငါတခုလောက်မေးချင်လို့အဝိစားမပါတဲ့ပုံမှာအင်္ဂါမစုံမှုဖြစ်နေဟိုလေအဲ့ဒါကကျုပ်ကစိတ်မန်းနဲ့ရေးဆွဲထားတာဆိုတော့လေမင်းကမမြင်ဘူးလို့မဟုတ်လားဘယ်လိုလဲအင်္ဂါစုံသွားအောင်လို့ငါမော်တယ်ထိုင်ပေးရမလားထွန်းမောင်အန်အောလွန်းပြီးတော့ငေးကြောင်နေတဲ့အချိန်မှာagree ကသူဝစ်စင်ထားတဲ့ကာဝင်းရှိကိုချွတ်ချပြက်လိုက်ထွန်းမောင်မျက်လုံးတွေအလွန်ပြူးကျဲသွားတယ်agree မှလည်းအောက်ခံဝစ်စားတွေပါအားလုံးကိုချွတ်လိုက်ပုံကလေးကိုတော့အင်္ဂါစုံအောင်ဆက်ဆွဲပါအောင်ကွာထွန်းမောင်နှလုံးခုန်နှုံးတွေမြန်းလာလက်ပြားခြေပြားတွေလည်းအေးဆက်လာခဲ့ထို့နောက်မှာတော့သူ့ရှိမှရက်နေတဲ့ agree ကိုဆွဲပွေလိုက်တော့ခန္ဓာကြီးကျယ်လာတဲ့ဟိုတယ်ကြီးတစ်ခုမှာ agree ရဲ့မွေးနေ့ပွဲကိုကျင်းပထွန်းမောင်လည်းပကြီးကားလာပြီးရင်ဥစောစောကဖိတ်ကြားထားတာကြောင့်တက်ရောက်ဖြစ်တယ်မွေးနေ့ကိတ်မုတ်ခွဲပြီးတဲ့အခါမှာဥစောစောကပိတ်စားနဲ့အုပ်ထားတဲ့ agree ရဲ့ပကြီးကားကိုဖွင့်ပြလိုက်တော့တယ်အဲ့ဒါagree ပုံပဲလားကိုကြီးဘယ်လိုလဲ agree အံ့ဩသွားသလားအရန်အံ့ဩတာပဲကိုကြီးရဲ့အလွန်အံ့ဩနေပြီးဝမ်းသာတဲ့ပုံဖြစ်နေတဲ့ agree ကိုအဝေးကနေလမ်းကြည့်နေရင်ထွန်းမောင်ကြီးမောလိုက်ပြီး agree ကလူရှင်းမှာပင်ဥစောစောနဲ့နမ်းရှုံနေကြတယ်အေပရိသတ်တွေကလည်းလက်ခုပ်လက်ဝါးတိကအားပေးနေအမှန်တော့လာဝက်အတွင်းထွန်းမောင်ရဲ့အိမ်ကို agree ကအချိန်ပေါင်းများစွာလာရောက်ခဲ့ဘူးတယ်သူတို့အတူတူညီစွန်းခဲ့ကြဘူးတယ်ဒါပေမဲ့လည်း agree ကအများရှိမှဟန်ဆောင်ကောင်းလွန်လာထွန်းမောင်လည်းဟိုတယ်တွင်းကနေပြန်ထွက်ခဲ့သွားပြီ agree မင်းကငါအပီးတိုင်နှုတ်ဆက်လိုက်ပြီ
မင်းပြောတဲ့ရက်မှာပဲနေပါတော့ကွာထွန်းမောင်လည်းဟိုတယ်ရှေ့မှာရက်ထားတဲ့တက္ကစီကိုငှားစီးလိုက်ပြီးတော့အိမ်ကိုပြန်လာခဲ့နောက်3ရက်မြောက်တဲ့နေ့မှာအေဂရီကသူ့ထံကိုရောက်လာခဲ့ထွန်းမောင်အိမ်တကားတွေဖွင့်လိုက်တဲ့ချိန်မှာပဲအေဂရီကသူ့ကိုပြေးဖက်လိုက်ထွန်းမောင်အဲ့ဒီချိန်ကပြာခမ်းမဖွင့်ရသေးပါဘူးစင်ကြေပုံးရက်ွက်ကရှေ့တက်တိုက်တစ်လုံးမှာအခန်းငှားရင်းပြီးတော့နေထိုင်တာလည်းဖြစ်တယ်မောင်ကိုအရန်လွမ်းနေပြီမောင်ထွန်းမောင်ကလည်းအေဂရီကိုတွန်းထုတ်လိုက်သူ့မျက်နှာကလည်းတီးကြီးနေတယ်အေဂရီကရီမောနေတဲ့မျက်နှာနဲ့ကဲမောင်ကဘာတွေဖြစ်နေတာလဲအေဂရီငါနဲ့မင်းနဲ့ဒီလောက်နဲ့ရက်ကြစို့အေဂရီမျက်လုံးတွေကလည်းပြူးကျဲသွားတယ်ဘာဖြစ်လို့လဲမောင်ရဲ့အေဂရီကိုမောင်မချစ်တော့ဘူးလားအေဂရီကတော့မောင်ရဲ့တွေ့လေးရတဲ့အမှုပညာလက်ချောင်းလေးတွေကိုလွမ်းနေတာ哦ပြောရင်းနဲ့ထွန်းမောင်ရဲ့လက်ချောင်းလေးတွေကိုပို့တတ်နေတော့ထွန်းမောင်ကလက်ကိုခါချလိုက်တော်ပြီအေဂရီငါ့ကိုမင်းရဲ့အလှပတွေနဲ့မဖျားရောက်ပါနဲ့တော့ငါကအမှုပညာသမားတစ်ယောက်ပါဒါပေမဲ့ကြာကူလီကောင်မဟုတ်ဘူးထွန်းမောင်ကတစ်ဖက်ကိုလှည့်လိုက်အရင်ကငါမင်းနဲ့မှားခဲ့ဘူးလေဆိုတာငါဝန်ခံတယ်ဒါပေမဲ့ရှေ့ဆက်ပြီးတော့မမှားသင့်တော့ဘူးလို့ငါထင်တယ်အေဂရီဒါကြောင့်မို့လို့သွားပါတော့ငါတို့ထပ်ပြီးတော့မပတ်သက်ချင်တော့အေဂရီကမျက်ဝန်းကမျက်ရည်တွေကစီးကျလာခဲ့ရက်ဆက်လိုက်လားမောင်ရဲ့မောင်ပြောတဲ့အတိုင်းဆိုရင်အေဂရီကမောင်အတွက်ဘာမှမဟုတ်ဘူးပေါ့မောင်အတွက်အမားတစ်ခုတည်းမပို့ဘူးပေါ့လေပြောစမ်းမှာအေဂရီကဘာတွေများမှားနေလို့လဲအကိုကြီးဟာအေဂရီရဲ့ဆန္ဒကိုမဖြစ်စည်းပေးနိုင်လို့မောင်စီကနှွေးထွေးမှုတွေလိုချင်ခဲ့မိတာအဲ့ဒါကအမားတစ်ခုလားအေဂရီကအမားတစ်ခုလားမောင်ရဲ့အေဂရီကထိုးထိုးပြောရင်ထွန်းမောင်ရဲ့နောက်ကျောကိုလက်သီးနဲ့ထုနှက်နေတော့တယ်မိမသားအားမို့လို့လက်သီးချက်ကအားပြောပေမဲ့ထွန်းမောင်ရဲ့ရင်ထဲမှာတော့ဆယ်ပေါင်တူကြီးနဲ့အထုခံရတယ်လို့နာကျင်နေမိထွန်းမောင်လည်းမျက်ရည်တွေကျဆင်းလာခဲ့သူ့မဲ့လည်းသူလက်ခံလို့မဖြစ်တော့မှားတယ်အေဂရီမင်းကသူများမိမဖြစ်နေတာကငါ့အတွက်အမှားပဲအေဂရီကဘာမှမပြောတော့ဘဲနဲ့အခန်းထဲကနေပြေးထွက်သွားခဲ့ထွန်းမောင်ကတော့သူ့အိတ်ခမ်းနေရမှာချိတ်ဆွဲထားတဲ့အေဂရီရဲ့အဝတ်စားမပါတဲ့ပုံကြီးကိုငေးကြည့်ရင်မျက်ရည်တွေကျဆင်းလာခဲ့ထို့နောက်မှာတော့ထိုပုံကြီးကိုဆွဲပြုတ်လိုက်ကက်ကြီးကျွန်းတစ်ခုကိုဆွဲယူလိုက်ပြီးတော့ထိုပုံကိုထိုးဆိုင်ချလိုက်ကတစားစီညှက်ထုတ်ပြစ်လိုက်ထို့နောက်မှာတော့ထိုပုံကြီးကိုအမိုက်ပုံတွင်းကိုပြစ်ထည့်လိုက်ပြီးထွန်းမောင်လည်းငိုကြွေးနေမိဦးမောင်ကိုပြောပြနေတဲ့ထွန်းမောင်မှလည်းမျက်ရည်တွေစီးကျလာခဲ့ထို့နောက်မှာတော့ထိုမျက်ရည်တွေကိုအမြန်တုပ်ပြစ်နေဘာမှရှက်စရာမလိုပါဘူးကွာငိုချင်းငိုလိုက်ပါဒီမှာမင်းနဲ့ငါနဲ့နှစ်ယောက်ပဲရှိတာမဟုတ်လားဦးမောင်ကပြောတော့မှထွန်းမောင်ကရှာကြီးတဲ့ငင်နဲ့ငိုကြွေးဟိုဂျာနဲ့မင်းပြောတာဆက်ဆက်မရှိဘူးမင်းနဲ့အီဂရီနဲ့ပြတ်သွားပြီမဟုတ်လားမင်းကဘာဖြစ်လို့ဥစော်စော်ကိုတက်ပစ်ခဲ့တာလဲထွန်းမောင်ကဆက်ပြီးတော့ငိုကြွေးပြောစမ်းပါထွန်းမောင်မင်းတို့ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတော့ထပ်ပြောစမ်းကွာယနေ့နေ့လယ်အချိန်မှလည်းဖြစ်တယ်ထွန်းမောင်ကပကြီးပြခန်းကိုပိတ်ထားတယ်ပကြီးကားတစ်ခုကိုအမြန်လက်စားတက်နေရတာကြောင့်လည်းဖြစ်တယ်ထိုပကြီးကားမှလည်းဥစော်စော်အပ်ထားတယ်သူ့ပုံစံတူပကြီးကားဖြစ်တယ်ထိုအချိန်မှပဲသူ့လက်ကင်ပုံကမြည်လာခဲ့ဖုန်းကိုကြည့်လိုက်တော့ဖုန်းခေါ်သူကဥစော်စော်ဖြစ်နေဟယ်လိုဥစော်စော်ဟယ်လိုထွန်းမောင်မင်းဒီညနေအချိန်အားရလားဟုတ်ကဲ့အားပါတယ်ဒါဆိုရင်ည9 နာရီလောက်ငါ့အိမ်ကိုလာခဲ့ကွာငါမင်းကိုစောင့်နေပြီဟုတ်ကဲ့ဟိုကောင်းပါပြီဥစော်စော်ကျွန်တော်ညနေကျရင်လာခဲ့ပါမယ်ဒီလိုနဲ့ညရောက်တဲ့အခါမှာဥစောစောအိမ်ကိုထွက်လာခဲ့ကြံရှိမှဆင်းလိုက်ပြီးတော့လူခေါ်ဘဲကိုနှိပ်လိုက်လက်ကနိုင်ကိုကြည့်လိုက်တော့လေည9 နာရီ5 မိနစ်ဖြစ်နေပြီမိုးကလည်းတဖွဲဖွဲရွာသွန်းနေနောက်တော့ဥစောစောကိုယ်တိုင်ခြံတကားကိုလာဖွင့်ပြီးအချင်းကအိမ်တော်ဒိန်းတွေအိမ်ကူတွေနဲ့စီကားနေတဲ့အိမ်ကြီးမှာတော့အခုတော့တိတ်ဆိတ်6 ကွန်းလွန်းနေတယ်လို့ထင်ရတယ်လာဟေးငါအိတ်ခန်းထဲကိုလာခဲ့ကွာထုံးမောင်တယောက်ဥစောစောရဲ့မိန်းမနဲ့ဖောက်ပြန်ထားဘူးတာကြောင့်အလွန်ကြောက်လန့်နေမိဥစောစောခေါ်တဲ့အတိုင်းပဲအပေါ်ထက်ကိုတက်လာပြီးတော့အိတ်ခန်းတွင်းကိုဝင်လိုက်ဥစောစောကရဲတောက်ထားပုံရပြီးတော့အနှဲငယ်မူးနေအိမ်ကြီးထဲမှာလည်းကောင်းစားပရိဘောဂပစ္စည်းတွေနဲ့အလှဆင်ထားတယ်ကိုစောကြီးမှလည်းတားမွေးထူကြီးတွေဖြစ်တယ်အိတ်ခန်းတွင်းကိုရောက်တဲ့အခါမှာဥစောစောကထုံးမောင်ကိုနေရန်တစ်ခုကိုလက်ညှိုးထိုးပြလိုက်မလာဘူးလားထုံးမောင်ရာထုံးမောင်လေးထိုနေရန်ကိုကြည့်ပြီးတော့အလွန်အံ့ဩသွားမိနေရန်မှာချိန်ဆွဲထားတဲ့ပကြီးကားကိုကြည့်ကအံ့ဩသွားမိတာလည်းဖြစ်တယ်ထုံးမောင်ကိုပါဇက်ကိုပင်လက်နဲ့ပြန်ပိတ်ထားမိထိုပကြီးကားကတော့သူရေးဆွဲခဲ့တဲ့အေဂရီရဲ့ဝေးလစ်စလေးပကြီးကားဖြစ်တယ်ဥစောစောခင်ဗျားဘလို့လုပ်ပြီးတော့ထို့သောရည်ရွယ်ပြီးတော့သူကဥစောစောကိုကြည့်လိုက်မိဥစောစောစိတ်ဆိုးနေတယ်လို့ထင်လိုက်ပေမဲ့တကယ်တမ်းဥစောစောကပြုံးလျက်နဲ့သူ့ကိုကြည့်နေ
တိတ်လာတဲ့ပကြီးကားပဲကွာမင်းကအဲ့ဒီပကြီးကားကိုဆွဲထားတာကိုတော့ငါ့ကိုမပြောမဖြစ်နိုင်ဘူးလေဦးမောင်ကထပြီးတော့ရေရိုးလိုက်မင်းပြောတော့အဲ့ဒီပကြီးကားကိုကက်ကြီးနဲ့ပိုင်းပိုင်းဆဆလှုပ်လိုက်ပြီဆိုကျုပ်လဲသိတယ်ကျုပ်ပြောတာကိုဆုံးအောင်နားထောင်ပါအောင်ဗျာဦးမောင်ကခေါင်းငိမ့်လိုက်ထွန်းမောင်ကဆက်ပြောတယ်ဦးစောစောသာသိရင်မကြိုက်မှဆိုတာနဲ့ကျွန်တော်မပြောခဲ့တာပါဦးစောစောကထွန်းမောင်ပခုံးကိုပုတ်လိုက်ငါကနုပညာကိုအတော်စိတ်ဝင်စားတဲ့သူပါကွပကြီးကားတွေကြောင့်လည်းငါနားလဲပါတယ်အနောက်တိုင်းမှာဆိုရင်ဒီလိုမျိုးဝိလိစလေးပကြီးတွေကအတော်လက်ရမြောက်တယ်မဟုတ်လားကွငါမင်းကိုနားလဲပါတယ်ထွန်းမောင်တုံလုံးနေမိဒီလိုနဲ့ပကြီးကားကိုအနီးကသွားကြည့်လိုက်ပကြီးကားမှာသူရေးဆွဲတဲ့အတိုင်းတထီရတဲ့တူညီနေလက်မှတ်မှာလည်းသူရေးထိုးလေးရှိတယ်လက်မှတ်အတိုင်းရေးထိုးထားတယ်သို့ပေမဲ့လည်းတေချာအနီးကကြည့်လိုက်တော့မှစုပ်ချက်တွေကွဲပြားနေပကြီးစရာတိုင်းမှာမတူညီတဲ့စုပ်ချက်တွေရှိတယ်လို့မတူညီတဲ့ရေးရံတွေလည်းရှိအခုပကြီးကားမှာသူရေးဆွဲထားတဲ့ပကြီးကားမဟုတ်မှန်းစုပ်ချက်တွေကိုကြည့်ပြီးတော့သိလိုက်ရဦးစောစောကစပွဲကုန်းအနီးကိုရှောက်သွားပြီးတော့အန်ဆွဲကိုဖွင့်လိုက်ထုံးနောက်မှာတော့ငွေရောင်ပြောင်လက်နေတဲ့၆လုံးပြူလေးတစ်လက်ကိုထုံးမောင်ကိုကန်ပေးလိုက်ထုံးမောင်ကတနက်ကိုမြင်တော့ကြောက်လန့်သွားတယ်ဟုတ်ကျုပ်ကမတက်ပါနဲ့ဦးစောစောကျုံမမသိပါတယ်မင်းကိုငါမတက်ပါဘူးထုံးမောင်ရမင်းသာငါ့ကိုတက်ပေးရမှာထုံးမောင်မျက်လုံးတွေပြူးသွားတယ်ကျုပ်ကတက်ပေးရမှာလေလားမင်းငါရင်ဘက်ကိုပြစ်ထည့်လိုက်မလုပ်ပြစေနဲ့လှုပ်ဆန်းမှာထုံးမောင်ရငါ့ကိုပြစ်ပြီးဟင်ဟောဒီတနက်ကိုမင်းယူသွားလိုက်ငါမင်းကိုနောက်ဆုံးပေးတဲ့လက်ဆောင်နေနဲ့မင်းသိမ်းထားလိုက်ကျုပ်ခမည်းကိုပြင်ရဲတွေကကျုပ်ကိုဖမ်းမှာပေါ့ဒီအတွက်တော့ဘာမှမပူနဲ့ဟောအန်ဆွဲထဲမှာသိန်းတစ်ထောင်နဲ့လက်မှတ်ဖြတ်ပိုင်းတစ်ခုရှိအဲ့ဒီလက်မှတ်ဖြတ်ပိုင်းကိုယူပြီးမြင်းမို့ဟိုတယ်ကိုသွားရင်မင်းကိုသူတို့ဖွက်ထားပေးလိုက်မင်းအဲ့ဒီဟိုတယ်မှာတလားလောက်အေးဆေးဆေးအနားယူလိုက်ပေါ့ကျုပ်ကဘာဖြစ်လို့ခမည်းကိုတတ်ရမှာလဲဗျာကျုပ်မတတ်နိုင်ဘူးကျွန်းမောင်ကဥစောစောကမ်းပေးတဲ့တနက်ကိုမယူတော့ပဲအိတ်ခမ်းတွင်းကနေပြေးဖို့ကြိုးစားတယ်ဥစောစောကသူ့ကိုပိတ်ရက်နေတာကြောင့်ဥစောစောကိုတွန်းလိုက်ပြီးတော့အိတ်ခမ်းတွင်းကနေပြေးထွက်လာခဲ့အိမ်ကြီးတွင်းကနေပြေးထွက်လိုက်ပြီးတော့ခြံကြီးကိုဖြတ်ပြေးခဲ့ထိုးနောက်မှာတော့သွေးယူသွေးတန်းနဲ့လမ်းမတိုင်းဆက်လက်ပြေးလွှားနေမိဥမောင်ကမျက်မှောင်ကြိုရင်နဲ့အသေးချာနားထောင်နေလိုက်အဲ့ဒီတော့ဘာဆက်ဖြစ်သွားလဲ၈ နာရီလောက်ကြာတော့ကျုပ်ကိုအေဂရီဖုံးဆက်တယ်ဥစောစောကကိုအစုံးစီရင်သွားပြီတဲ့ဒါကကြုံမတက်ပြီလို့သူ့ကိုယ်သူစီရင်သွားခဲ့တာလို့ကျုပ်ထင်တယ်ဒါဆိုလဲပြောစမ်းပါဦးဥစောစောကမင်းကိုဘာလို့တတ်ခိုင်းနေလို့မင်းထင်တယ်လဲသူကျုံတဲ့အေဂရီနဲ့အကြောင်းတွေကိုသိသွားပုံရတယ်ဒါကြောင့်သူ့ကိုတတ်ခိုင်းမယ်ပြီးတော့ကျုပ်ထွက်ပြေးရင်ကျုပ်ကိုရဲတွေကဖမ်းကြမယ်လေဒါကတစ်ချက်ပေါ့နောက်တစ်ခုကတော့ဥစောစောကစိတ်ထားပြေးသွားတဲ့သူမဟုတ်လားသူကအေဂရီရဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်လို့များကျုပ်နဲ့အေဂရီကိုဆက်ပြီးတော့ပေါင်းသင်းစေခြင်းလို့တတ်ခိုင်းတာများလားလို့ပေါ့ဥမောင်ကတပြင်းချလိုက်မိပြန်တယ်သေးချာတာတစ်ခုကတော့ဒီမှုကတော်တော်ရှုပ်ထွေးနေခဲ့ပြီဆိုတာပဲအစားကတော့ငါကလူသက်သမားကိုလိုက်ရှာတယ်အခုမင်းပြောပုံရဆိုရင်တော့လူသက်သမားထက်ဥစောစောကဘာလို့တေးချင်နေရတာလဲဆိုတာပိုရေးကြည့်တယ်ဥမောင်ကမတ်တက်ရက်လိုက်တေးချာတာတစ်ခုကတော့မင်းကဒီမှုနဲ့တိတ်ပြီးတော့မဆိုင်တော့ဘူးဆိုတာပဲဒါကြောင့်မင်းဒီရဲ့ပိုင်းဘယ်မှမသွားပါနဲ့မင်းကိုရဲတွေစောင့်ကြည့်နေလိမ့်မယ်ထွန်းမောင်ကလည်းခေါင်းငိမ့်လိုက်တာကြောင့်ဥမောင်ပကြီးပြခန်းတွင်းကနေပြန်ထွက်လိုက်တယ်ပြခန်းပြေမက်ကိုရောက်တော့မှဒါနဲ့မင်းကိုတခုကူညီမလားထွန်းမောင်ကလည်းခေါင်းငိမ့်လိုက်မနေ့3 နာရီထိုးနေပြီလေဖြစ်တယ်ဥမောင်တရောအတွေးတွေနဲ့အိမ်ကိုပြန်လာခဲ့မိုးတွေကလည်းတပြိုင်ပြီးတပြိုင်ရွာနေသေးလေဖြစ်တယ်အိမ်ကိုဝင်ခဲ့ပြီးတော့ရေဆူနေတဲ့အဝေစားတွေကိုလဲလှယ်လိုက်ထိုးနောက်မှာတော့အိတ်ခမ်းတင်းကိုဝင်ခဲ့တော့သမီးနဲ့သူဇနီးမိုးမိုးမှာတော့အိမ်မောကျနေပြီလေဖြစ်တယ်ဥမောင်လည်းအလွန်ပင်ပန်းလာတာကြောင့်အိယာထက်မှလဲချလိုက်တော့တယ်အခုမှပဲလဲအိတ်ရတော့တယ်လဲအိတ်လိုက်ပေမဲ့လည်းသူ့ချက်ချင်းအိတ်မပြောပါဘူးပကြီးကဘလို့လုပ်ပြီးတော့ရောက်လာရတာလေနောက်ပြီးတော့ဥစောစောကဘလို့လုပ်ပြီးတော့တေးချင်နေရတာလေဥမောင်တခုကိုစဉ်းစားလိုက်ပြီးတဲ့နောက်ကရင်ပေါ်ကနေထားလိုက်တယ်အိမ်ရှိမှထားတဲ့ဖုန်းကြိုးစီကိုပြေးလိုက်ပြီးတော့ဖုန်းကွက်ကိုယူလိုက်ထိုးနောက်မှာတော့ရဲစခန်းကိုဖုန်းဆက်လိုက်ဟယ်လိုဟယ်လိုငါစုံတော်ဥမောင်ပါမင်းကတာဝန်မှုမဟုတ်လားဟုတ်ကဲ့ပါဥမောင်စကန်မှုကိုသတင်းပို့လိုက်ပါတန်တရားရှိသူတယောက်ကိုတွေးထားပြီးသူ့ကိုကိုပဲဖမ်းချုပ်လိုက်ပါသူ့နာမည်ကတော့ထွန်းမောင်အမှတ်253ညကန်နာလန်းမှာထွန်းကယ်လာကြီးဆိုတဲ့ပကြီးပြာကန်းဖွင့်ထားတယ်အခုသူအိမ်မှာပဲရှိလိမ့်မယ်တကယ်လားဥမောင်မင်းကငါမနာဘူးသူ့ကိုဖမ်းဝင်ရန်ထုတ်ပြီးတော့ဖမ်းဆီးထားလိုက်မ
နဲ့ရောက်ရင်ငါအားလုံးကိုရှင်းပြကောင်းပါပြီဦးမောင်ကလည်းစတီကုန်းပေါ်မှာထိုင်နေပြီးတော့ပြုံးလိုက်မိငါမင်းကိုမိပြီလူသက်သမားရေမိုးချင်းတန်ကိုကြားလိုက်ရတာကြောင့်ဦးမောင်ကလည်းဇက်ကနေနဲ့ကောက်ထားလိုက်တိုင်ခဲနိုင်ကိုလမ်းကြည့်လိုက်တော့မနေ့9 နာရီထိုးတော့မှလည်းဖြစ်တယ်သူဘေးနားမှာတော့သမီးလေးနီနီကအိပ်ပျော်နေစေလည်းဖြစ်တယ်သမီးလေးကိုဆောင်းချုံပေးလိုက်ပြီးတော့အိပ်ယာဘောကနေဆင်းလိုက်အပြင်ကိုထွက်လိုက်တော့မိုးကပြီးဖို့ကြောင့်မှလှုပ်ရှုံနေဟိုအကိုကြီးနိုးပြီလားဘာစားမလဲဦးမောင်ကတစ်ချက်စဉ်းစားလိုက်ပြီးမိုးအေးနဲ့ဆိုတော့ငရုတ်ကောင်းများနဲ့မွေးငါပူပူလေးစားလိုက်ရရင်သိကောင်းပါရဲ့မိုးကပြုံးလိုက်ပြီးတော့ပတ်စံအေးလေးကိုယူလိုက်ကဒါဆိုရင်ကျမသွားဝယ်ပေးမယ်ကိုကြီးအကိုကြီးဒီမှာခဏစောင့်နေလိုက်ပေါ့မိုးကဒီတစ်ချောင်းကိုယူပြီးတော့အပြင်ကိုထွက်သွားလိုက်ဦးမောင်ကကော်ဖီတစ်ခွက်ကိုပြောရင်းနဲ့ပြတင်းပေါက်ကနေအပြင်ကိုတစ်ချက်ကြီးလိုက်ညကကြွားထားတဲ့မိုးမှာတော့အခုထိမတိတ်ချင်သေးဘူးကောင်းကင်မှာလည်းတိမ်ဟိုတိမ်လိပ်တွေကမှောင်မဲနေပြီးတော့အုပ်ဆိုင်နေမိုးကလည်းတပွဲပွဲနဲ့ကြွားသွန်းနေဦးမောင်ကကော်ဖီပူပူကိုတန်ကုန်တောက်လိုက်တော့မှနှွေးထွေးသွားတော့တယ်ထိုးနောက်မှာတော့ဧကန်ကိုရှောက်လာပြီးတော့စတီကုန်းပေါ်မှာထိုင်လိုက်ခါ TV ကိုဖွင့်ကြည့်လိုက်သတင်းဌာနတစ်ခုမှသတင်းကြေညာနေတယ်ဝင်းကဘာမြို့မှာအင်ပါယာဇော်လို့လူသိများတဲ့တထေးကြီးဦးစောဟာမနေ့ကညနေကအသက်ခံရတယ်လို့လည်းဆိုပါတယ်ရဲတွေကတော့ညာတွင်ချင်းမှာပဲအသက်ခံရသူကိုဖမ်းမိထားပြီလို့လည်းဆိုကြပါတယ်အသေးစိတ်ချက်လက်တွေကိုတော့ရဲဌာနကမထုတ်ပြန်သေးပါဘူးရှင်ထိုအချိန်မှာတော့စတီစပွဲပေါ်မှာတင်ထားတဲ့ဖုန်းကထမနေလာခဲ့တော့ဦးမောင်ကလည်းဖုန်းကိုကောက်ကင်လိုက်ဦးမောင်စကမ်းမှာထွန်းမောင်တော့ပွဲစုနေပြီအေးဟိုမင်းတို့ကြည့်ပြီးတော့ထိန်းထားလိုက်ပေါ့ကွာဟိုထွန်းမောင်ကသူ့ပြည့်မရှိပဲဖမ်းနေဆိုပြီးတော့စူညံနေပါတယ်အဲ့ဒါဦးမောင်ကတပ်ပြင်းချလိုက်ကောင်းပြီလေငါလာခဲ့မယ်ဦးမောင်ကအိတ်ခမ်းထဲကိုပြန်ဝင်လိုက်ပြီးအဝတ်စားတွေကိုအမြန်လဲလိုက်တနက်ကိုလွယ်လိုက်ပြီးတော့အပေါ်ကနေမိုးကသားနဲ့ချုပ်ထုတ်ထားတဲ့ဂျာကင်တစ်ခုလည်းဝတ်ဆင်လိုက်ဖေဖေဘယ်သွားမလို့လဲဦးမောင်လဲကြည့်တော့သမီးလေးနီနီကနိုးနေပြီလေဖြစ်တယ်ဖေဖေအရေးကြီးလို့သွားရမယ်သမီးလေးလူဆိုးတွေကိုဖမ်းဖို့မဟုတ်လားဦးမောင်ကလည်းခေါင်းငိမ့်လိုက်ပြီးတော့နီနီရဲ့နှစ်ဖူးလေးကိုနမ်းလိုက်ဖေဖေပြန်လာခဲ့မယ်ဒီညတော့သမီးနဲ့အတူတူပုံဆွဲကြမယ်ဟုတ်ပြီလားထိုးနောက်မှာတော့ဦးမောင်ကအိမ်ထဲကနေပြေးထွက်လာခဲ့အိမ်ရှိမှရက်ထားတဲ့သူ့မောင်းနေကြကားအိုကြီးကိုဆက်နိုးလိုက်ခါရဲစခန်းစီကိုထွက်လာခဲ့လိုက်မကြခင်မိုးကအိမ်ကိုပြန်လာတော့အိမ်ရှိမှကားမရှိတာကြောင့်ထူဆန်းသွားတယ်အိမ်တကားကိုအမြန်ဖွင့်ပြလိုက်တော့အိမ်ရှိအိမ်ကမှာသမီးလေးနီနီက TV ထိုင်ကြည့်နေဟော့တော်နင်းဖေဘယ်ရောက်သွားပြီလဲလူဆိုးဖမ်းဖို့ထွက်သွားပြီမေမိုးကတပ်ပြင်းချလိုက်တယ်ထိုအခါနီနီကမိုးကင်ထားတဲ့ဘူးတွေကိုကြည့်လိုက်ဟာမိုးရင်းကားတွေဝဲလာတာလားမေအေးဟုတ်တယ်သမီးရဲ့လာပါအမေတို့တူတူစားရအောင်မိုးကမိဖို့တဲကိုဝင်ရင်းနဲ့တပ်ပြင်းချလိုက်မိဝင်းကဘာမြို့မြောက်ပိုင်းခရိုင်ရဲစခန်းတွင်းကိုဝင်လိုက်တာနဲ့စခန်းမှုကဥမော်နာမှာလာရက်ရဲမှုရောက်နေတယ်ဒီလိုနဲ့ရုံးခန်းတစ်ခုအတွင်းကိုဝင်လာခဲ့ကြစခန်းမှုကရဲမှုကိုအလေးပြုလိုက်ရဲမှုကဥမောင်ကိုကြည့်ရင်မင်းလိုက်နေတဲ့အခုလူသားမှုကြောင့်ငါ့ကိုရှင်းမပြချင်ဘူးလားတောင်းမှန်ပါတယ်ရဲမှုကျုပ်ရှင်းပြခြင်းပေမဲ့ခင်ဗျားတို့မလိုက်နိုင်မှာစိုးလို့ပါရဲမှုကမျက်လုံးတွေပြူးကျဲသွားတယ်ဒေါသထွက်သွားပုံလည်းရမင်းကအဖွဲ့အစည်းနဲ့လုံနေရတယ်ဆိုတာကိုမမေ့နဲ့ဘူးဥမောင်ကရီမောလိုက်အဖွဲ့အစည်းနဲ့ဟုတ်လားကျုံမှာဟိုဘာအဖွဲ့အစည်းရှိလို့လဲကာကွယ်ရေးဝင်ကြီးကစုံတော့ဖွဲ့ဆိုပြီးတော့ဖွဲ့ပေးဖို့များရှိလို့လားရဲမှုကပို့ပြီးတော့ဒေါသထွက်သွားတယ်မင်းကကိုရွဲ့မပြောနဲ့ဟိုကောင်းပြီလေကျုပ်ဒါဆိုရင်လည်းတဲ့ပဲပြောမယ်ကျုပ်တို့ခမားတို့ရဲ့ရဲတပ်ဖွဲ့တွေမသွင်းကျင်လို့စုံတော့ဆိုတဲ့ရာထူးတစ်ခုကိုစီစဉ်ပြီးတော့ကျုပ်ကိုဘေးထုတ်ထားတာမဟုတ်ဘူးလားဗျရဲမှုမျက်နှာပြတ်သွားတယ်ဥမောင်ကလည်းဆက်လက်ပြီးတော့လှုပ်ထုံးလုံနီးရဆိုရင်ကျုပ်ကအဖွဲ့အစည်းမရှိဘူးဒီမြို့မှာစုံတော့ဆိုလို့ကျုပ်တယောက်ပဲရှိတယ်မဟုတ်လားကျုပ်ကဘယ်သူနဲ့လက်တွဲပြီးတော့လုပ်နေရမှာမဟုတ်ပါဘူးကွာငါပြောချင်တာကဘာမှမပြောနဲ့ရဲမှုကျုပ်ကခမားတို့လက်အောက်ကဖြစ်လို့ကျုပ်အလုပ်တွေကိုဘယ်သူကမှစီရင်ခံပြနေစရာမလိုဘူးမဟုတ်လားဒီတော့ခမားတို့လုပ်ပေးရမှာကတခုပဲကျုပ်ကဖမ်းဆိုတဲ့လူကိုဖမ်းထောင်ချဆိုတဲ့လူကိုထောင်ချလိုက်ယူမယ်ဒါပဲလေရဲမှုကလည်းခေါင်းငိမ့်လိုက်တယ်ကျုပ်ကခမားတို့အတွက်ခေါင်းစားပေးနေတာခမားတို့ဘာသာအေးစစ်စစ်နေစမ်းပါဗျထို့နောက်မှာတော့ဦးမောင်ကအခန်းတွင်းကနေထွက်လာခဲ့လိုက်စကမ်းမှုကတော့ရဲမှုကိုအလေးပြုပြီးဦးမောင်နောက်ကိုလိုက်လာခဲ့ဟိုခမားရဲ့အထက်ရာရှိမဟုတ်ပေမဲ့လေနည်းနည်းတော့လေးစားရမှာပေါ့ဦးမောင်ကစကမ်းမှုဘက်ကိုလှည့်လိုက်ဒါဆိုရင်အဲ့ဒီရဲမှုဆိုတဲ့လူကိုငါအလေးပြုနေရမှာလားကွလောင်းကစားတိုင်းအနှိတ်ခမ်းတဲ့နိုင်ကလပ်တွေပိုင်းနေရဲမှုငါအလေးပြုနေရမှာဦးမောင်ရန်တွေးလိုက်တာကြောင့်စကမ်းမှုထိတ်လန့်သွားခဲ့ဟိုဒီလိုတော့မဟုတ်ဘူးလေ
ကျုပ်ပြောချင်တာကအလုပ်သဘောအရာရိုသေမှုလေးစားမှုလေးရှင်ကောင်းမယ်လို့ပြောချင်တာငါလည်းဒီအလုပ်ကိုမလုပ်ချင်ဘူးကွာမင်းတို့ပဲအားရှိငါ့ကိုဖုံးဆက်ပြီးတော့ခေါ်နေကြတာမဟုတ်လားစကမ်းမှုဘာမှမပြောနိုင်တော့တာမို့လို့ဦးမောင်ကအချုပ်ခန်းတွင်းကိုဆင်းလာခဲ့ငါ့ကိုဖုံးပေးငါရှင်းနေကိုခေါ်မယ်ငါမတရားဖမ်းခင်ရတော့ငါမကြည့်နိုင်ဘူးအချုပ်ခန်းမရောက်သေးပါဘူးအခန်းတွင်းကနေအော်ဟစ်ဆူညံတန်တွေကိုကြားလိုက်ရဦးမောင်ကအချုပ်ခန်းတန်နိုင်တွေနီးကိုရောက်လာခဲ့တော်တော့ပြီထွန်းမောင်စူးစူးညံ့ညံ့မလုံးနဲ့ထွန်းမောင်ကသူ့ကိုအံ့ဩစွာနဲ့ကြည့်လိုက်ပြီးခမရပဲခမရကျုပ်ကိုအပြစ်မရှိဘူးလို့ပြောခဲ့တယ်မဟုတ်လားကျုပ်ကိုထုတ်ပေးစမ်းပါနားထောင်စမ်းပါထွန်းမောင်မင်းကိုဒီထဲမှာဖမ်းချုပ်ထားရတယ်ဆိုတာမင်းအသက်မသေးအောင်လို့ပဲထွန်းမောင်မျက်လုံးတွေပြုတ်ကျသွားခဲ့ဘလို့ကျုပ်မသေးအောင်လို့ဟုတ်လားကျုပ်ကဘယ်သူကတတ်မှာလဲအခုထိတော့ငါမပြောနိုင်သေးဘူးဒါပေမဲ့မင်းဒီထဲမှာနေတာအနေရကင်းဆုံးပဲမင်းအခုလိုနေရတာကိုအမတ်တရားပေါ်ပေါက်ဖို့အတွက်ဝိုင်းဝန်းကူညီပေးရတယ်လို့သဘောထားပေးပါနောက်ပြီးတော့မင်းရဲ့ပေါ်ဥစောစောကကျေးဇူးရှိတယ်မဟုတ်လားထွန်းမောင်ကငြိမ်ကျသွားခဲ့ဒါပေမဲ့ဒီထဲမှာဝင်နေမှာဖြစ်မှာလားဗျငါလောလောဆယ်တွေးနိုင်တဲ့လုံခြုံဆုံးနေရာကဟောဒီရဲတစ်ထောင်လောက်ရှိတဲ့ရဲစခန်းရဲ့အချုပ်ခန်းတွေကလုံခြုံဆုံးပဲကွာထွန်းမောင်ခေါင်းငိမ့်လိုက်ဦးမောင်ကတစ်ဖက်ကိုလှည့်သွားလိုက်တော့ရဲတပ်သားတွေနဲ့စကမ်းမှုကဦးမောင်ကိုကြည့်နေကြဒီလူကြီးကတူးဆန်းတဲ့လူကြီးပဲနော်ရဲသားတအုပ်ကမှတ်ချက်ပြုလိုက်စကမ်းမှုကခေါင်းငိမ့်ပြီးတော့တိတ်ထူးဆန်းတာပေါ့ကွာဒီလူကြီးကအမှန်တရားပေါ်ဖို့အတွက်ဆိုရင်ဘလို့နည်းနေပဲဖြစ်ဖြစ်ဖော်ထုတ်မဲ့လူကြီးကွာဒါကြောင့်လေသူ့ကိုရဲဌာနကလက်မခံခဲ့ဘလို့ပြောလိုက်တယ်လက်မခံမဟုတ်လားသူသားရဲတပ်ဖွဲ့တွေရောက်လာခဲ့မယ်ဆိုရင်ရဲတပ်ဖွဲ့ရဲ့အကြီးအကဲတွေဝင်ကြီးတွေနိုင်ငံရေးသမားတွေရဲ့နောက်ွယ်ကအကြောင်းတွေကိုဖော်ထုတ်ခံရနိုင်တယ်မဟုတ်လားဒါကြောင့်သူ့ကိုရဲတပ်ဖွဲ့ထဲမှာနေရမပေးဘဲနဲ့စုံတော့ဆိုတဲ့ရောက်တစ်ခုကိုသူ့ရဲ့လှုပ်ထားပေးတယ်စကမ်းမှုပြောလိုက်တော့မှရဲတပ်သားကရှင်းလင်းသွားခဲ့စုံတော့ရဲ့တာဝန်ကအမှုလိုက်ဖို့ပဲကျန်တဲ့အခွင့်အရေးတွေလုပ်ပိုင်ခွင့်တွေအားလုံးကိုပိတ်ပင်ထားတာစုံတော့တယောက်ကလူတယောက်ကိုဖမ်းဆီးခွင့်တောင်မရှိဘူးလေဒါကြောင့်မလို့ငါတို့ကသူဖမ်းဆိုတဲ့လူကိုဖမ်းပေးရတာပေါ့ကွာတနည်းအားဖြင့်ပြောရင်သူ့ကိုလုပ်ပိုင်ခွင့်တွေမပေးဘဲနဲ့ချုပ်ကင်ထားတာပေါ့ဦးမောင်ကရဲစခန်းထဲမှာရဲတပ်ဖွဲ့တွေနဲ့စကားပြောနေငါအီဂရီရဲ့ကိုရေးချက်လက်တွေကိုလိုချင်တယ်ထိုကမှာတော့ရဲမေတအုပ်ကဖိုင်တွဲတစ်ခုကိုပေးလိုက်ဦးမောင်ကဖိုင်တွဲတွေကိုလန့်လောကြည့်လိုက်အားလုံးပုံမှန်ပဲကြောင်းတက်တယ်စင်းကင်ပညာနဲ့ဘွဲရတယ်နောက်တော့တခြားလုပ်ငန်းတွေမှာလိုက်လုပ်တယ်လွန်ခဲ့တဲ့9နှစ်ကဦးစော်စော်နဲ့လက်ထပ်လိုက်တယ်သားသမီးမထွန်းကောင်းဦးမောင်ကအတန်ထွက်ပြီးတော့ရွတ်ဖတ်လိုက်နောက်ပြီးတော့အိုင်ပါယာလုပ်ငန်းစုရဲ့ချက်လက်တွေကိုလည်းသိကျင်တယ်ရဲမေကဖိုင်တွဲတစ်ခုကိုထပ်ပေးပြန်တယ်ဒီတခါတော့ရဲမေကပဲအင်ပါယာလုပ်ငန်းစုကလွန်ခဲ့တဲ့6လကလေးကအရှုံးပေါ်နေခဲ့လုပ်ငန်းကြီးမို့လို့ဟန်မပြတ်ရက်တည်နေနိုင်တယ်ဒါပေမဲ့လည်းဒီလမှာတော့အခြေအနေတွေကအတော်ဆိုးရွားခဲ့ဒါကြောင့်ပဲဦးစောစောကစိတ်တက်ချပြီးကိုတက်တည်သွားတာရောမဖြစ်နိုင်ဘူးလားရဲမေရဲ့မိကိုတော့ဦးမောင်ကဘာမှပြန်မဖြေဘူးငါ့ကိုဦးစောစောနီးမှရှိတဲ့ဝန်တန်းတွေသူ့ရဲ့အိမ်ကလုပ်သမားတွေရဲ့အချက်လက်တွေအလုံးစုဆောင်းပေးပါထိုရဲမေကပဲဖိုင်တွဲအထက်လိုက်ကြီးကိုဦးမောင်ကိုလမ်းပေးလိုက်ပြန်တယ်ဦးမောင်ကဇပွဲတစ်ခုလုံးမှာထိုဖိုင်တွဲတွေကိုချလိုက်ပြီးဇပွဲပေါ်မှာဖြန့်ပြီးတော့စီလိုက်ထို့နောက်တော့အမှုသွားအမှုလာကိုစဉ်းစားနေနောက်တော့သူမလိုအပ်ဘူးထင်တဲ့ဖိုင်တွဲတွေကိုစုပုံလိုက်ရဲတပ်သားတွေကဦးမောင်လုတ်ကင်နေတာကိုငေးကြည့်နေကြနောက်ဆုံးခုံပေါ်မှာတော့ဖိုင်တွဲ၄ခုသာကျန်နေခဲ့ဧကရီဦးဝင်းမောင်ထွန်းမောင်ကြော်စွာဦးမောင်ကဖိုင်တွဲတွေကိုကြည့်ပြီးတော့ပြုံးလိုက်ရဲမေကအနားကိုကတ်လာပြီးတော့ကျန်တဲ့သူတွေကတော့ဟုတ်ပါပြီဒီကြော်စွာဆိုသူကဘာတူလဲသူကဥစော်တော်အိမ်ကကားဒရိုက်ပါပဲသူနဲ့ဘာဆိုင်လို့လဲအရန်ဆိုင်တာပေါ့ကွာကဲအခုပဲဧကရီနဲ့ကြော်စားကိုဖမ်းဆီးပြီးတော့ရဲစခန်းကိုခေါ်လာခဲ့ကြပါငါတော့ဦးဝင်းမောင်စီကိုသွားမယ်ငါအတွက်ဦးဝင်းမောင်ကိုဖမ်းဆီးဖို့ဝေယန်းတစ်ဆောင်ထုတ်ပေးချထိုကမှာတော့စကမ်းမှုကဦးမောင်ပြောရမှာတော့စိတ်မကောင်းပါဘူးခမရမှာဖမ်းဆီးခွင့်မရှိဘူးကောင်းပြီလေဒါဆိုရင်လည်းသူ့ကိုဖမ်းဖို့လူ2ယောက်လောက်ကျုံးတဲ့အတူတူလိုက်ခဲ့ပေးပါဆရာကိုစုံတော့တယောက်ကတွေးကျင်တယ်လို့ပြောပါတယ်ဦးဝင်းမောင်ကခေါင်းငိမ်ပြလိုက်တော့အတွင်ရည်မှုမလေးနဲ့အတူဦးဝင်းမောင်ကအခန်းထဲကိုဝင်ရောက်လာခဲ့ဦးဝင်းမောင်ကတစ်ချက်ကြီးတွားလိုက်ပြီးတော့ခမရဒီအမှုမပြီးမချင်းကြုံရုံးခန်းထဲကိုဝင်ထွက်နေဦးမှာလားဦးမောင်ကပြောရင်းနဲ့ဝမန်တရားပေါ်ပေါက်ဖို့အတွက်ပူပေါင်းပေးတယ်လို့ပဲယူဆပေးပါဦးဝင်းမောင်ဦးဝင်းမောင်ကစေပြင်းလေးတစ်လိပ်ကိုထုတ်ပြီးတော့ဖွာရှိုင်းလိုက်ကောင်းပြီလေကျုပ်ဘာကူညီပေးရမလဲကျုပ်ခမရစီကအကြောင်းအရာတစ်ခုကိုသိချင်တယ်ထို့နောက်မှာတော့ဦးမောင်ကအတွင်ရည်မှုမလေးကိုလှည့်ကြည့်လိုက်တော့ဦးဝင်းမောင်ကသဘောပေါက်သွားပြီးအတွင်ရည်မှုမလေးကိုခေါင်းငိမ်ပြလိုက်အတွင်ရည်မှုမလေးကလည်းအခန်းပြင်ကိုပြန်ထွက်သွားခဲ့
ကျုပ်ခမည်းနဲ့ဧကရီရဲ့ပတ်သက်မှုကိုသိကျင်တယ်။ဦးဝင်းမောင်မျက်လုံးတွေပြူးသွားတယ်။ဧကရီကကျုပ်တငယ်ချင်းမိန်းမလေးကျုပ်တို့ကဘာပတ်သက်ရမှာလဲ။ဦးဝင်းမောင်ခမည်းကျုပ်ကိုဖုံးကွယ်ထားလို့မရဘူးနော်။ကောင်းပြီလေခမည်းသိကျင်တယ်ဆိုရင်လည်းပြောပြရတာပေါ့။ဒါပေမဲ့ဒီကိစ္စတွေကရမ်းရေးကြည့်တဲ့ကိစ္စတွေဗျ။ခမည်းသာတယောက်ယောက်ကိုပြန်ပြောပြလိုက်ရင်ကျုပ်ဂုံတိတ်ခါထိခိုက်မှာစိုးရင်ရတယ်။ရပါတယ်ဦးဝင်းမောင်ကျုပ်ကနှုတ်ဖွာတဲ့လူမဟုတ်ပါဘူး။ဦးဝင်းမောင်ကခေါင်းငိမ်လိုက်လွန်ခဲ့တဲ့6နှစ်လောက်ကဧကရီကကျုပ်လုပ်ငန်းမှာအလုပ်ဝင်လုပ်တယ်။အဲ့ဒီတုန်းကကျုပ်လုပ်ငန်းကလည်းထူထောင်ကားစားဆိုတော့အခုလောက်မကြီးပွားသေးဘူးပေါ့ဗျာ။တရက်တော့စည်ရင်းစစ်တွေကစည်ရင်းနဲ့ငွေတွေကွာဟနေတာကိုလည်းတွေးလိုက်ရတယ်။တေချာစစ်ကြည့်လိုက်တော့ဧကရီကအဲ့ဒီငွေတွေကိုအလွဲသုံးစားလုပ်ထားတယ်။အဲ့ဒါနဲ့ဘာဆက်ဖြစ်သေးလဲ။ကျုပ်ကဧကရီကိုငွေတွေပြန်ရော်ခိုင်းတယ်။ဒါပေမဲ့သူ့မှာလည်းငွေတွေမရှိဘူး။ငွေတွေကသုံးလို့ကုန်သွားပြီတဲ့။ဒါနဲ့ကျုပ်လည်းသူ့ကိုတရားစွဲပြီးတော့ထောင်ချဖို့လုပ်တယ်။တညမှာတော့ကျုပ်အလုပ်ခန်းထဲမှာအလုပ်များနေတဲ့အချိန်ဧကရီကရောက်လာခဲ့တယ်ဗျ။ဒါနဲ့ပဲခင်ဗျားတို့ပတ်သက်သွားကြတယ်ပေါ့။ကျုပ်မှာမိန်းမ3ယောက်ရှိပေမဲ့တယောက်မှာဧကရီကိုမမိဘူးဆိုရင်ခင်ဗျားလက်ခံမလားဆုံးတော်ကြီး။ဦးမောင်ကခေါင်းငိမ်လိုက်။ဒါနဲ့သူနဲ့ကျုပ်လည်းဆက်ဖြစ်ကြတယ်။သူ့အကျွေးတွေကိုကျုပ်ကရော်ပေးမယ်လို့ကတိပေးလိုက်။ဒါပေမဲ့ကျုပ်သူနဲ့အချိန်ပေါင်းများစွာမှားယွင်းခဲ့ကြတယ်။ကျုပ်လည်းဝန်ခံပါတယ်။ကျုပ်သူအကျွေးတွေကိုအကြောင်းပြပြီးတော့သူနဲ့အမြဲတမ်းနေထိုင်ခဲ့။ဦးဝင်းမောင်ကဆေးပြင်းလက်ကြီးကိုပြကွက်ထဲကိုထိုးထည့်လိုက်ပြီးတော့ဆေးလိမ်ငွေတွေကိုမှုတ်ထုတ်နေတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်မှာမမျှော်လင့်တာတကူဖြစ်လာခဲ့။အဲ့ဒါကတော့ကျုပ်တငယ်ချင်းဇော်ကဧကရီကိုကြွေသွားတာပဲ။သူကဧကရီကိုယူမှုဖြစ်နေတော့ဧကရီကကျုပ်စီမှာကြွေးတင်နေတယ်။ခမည်းဆက်ပြီးရင်ကျုပ်သူအကျွေးတွေကိုခြေပေးမယ်လို့ပြောလိုက်တယ်။ဒါနဲ့ခမည်းစီကနေငွေတွေတောင်းလိုက်တာပေါ့။မဟုတ်ဘူး။ကျုပ်ကအင်ပါယာလုပ်ငန်းကစီးပွားရေးလုပ်ငန်းတချို့ကိုတောင်းလိုက်ဇော်ကလည်းကြီးကြီးပြူပြူနဲ့ကျုပ်ကိုပေးပါတယ်။အဲ့ဒီချိန်တုန်းကသာဇော်ကဈေးကွက်ဝယ်လဲတချို့ကိုမပေးခဲ့ဘူးဆိုရင်ကျုပ်လုပ်ငန်းကလည်းအောင်မြင်နိုင်မှာမဟုတ်ဘူးဗျ။ဆက်ပြောပါဦး။နောက်တော့ဇော်နဲ့ဧကရီနဲ့လက်ထပ်သွားကြ။အဲ့ဒီနောက်ပိုင်းတော့ဧကရီနဲ့ကျုပ်နဲ့မပတ်သက်ဖြစ်ကြတော့ဒီလိုနဲ့လွန်ခဲ့တဲ့6လလောက်မှာစာတွေရောက်လာခဲ့တာပဲ။ဘာစာတွေလဲ။ဦးဝင်းမောင်ကတောတန်တစ်ခုကိုထုတ်ယူလိုက်ပြီးတော့ပကြီးကားတစ်ချက်နေကိုသွားလိုက်။ချို့နောက်မှာတော့ပကြီးကားချက်ကိုဖြုတ်ချလိုက်တဲ့အခါအနောက်ဘက်မှာတော့မိကန်တစ်တာလေးတစ်လုံးရှိနေတာကိုလည်းတွေးလိုက်ရ။သူ့လက်ထက်ကတောနဲ့မိကန်တစ်တာကိုဖွင့်ယူပြီးတော့စာကိုထုတ်ယူပြီးဦးမောင်ကိုပေးလိုက်။စာတွေကတော့ချင်းချောက်ရေးသားထားတဲ့စာတွေဖြစ်တယ်။အမှန်တရားကတရက်တော့ဘယ်နည်းနဲ့မဆိုပေါ်လာလိမ့်မယ်။စာတကြောင်းနဲ့ရေးထားတဲ့စာရွက်တွေကိုတွေးလိုက်တာကြောင့်ဦးမောင်ကမျက်ခုံးပေးမိလိုက်။စာထဲမှာလည်းဦးစောသေဆုံးချိန်မှာတွေးခဲ့ရတဲ့စာကြောင်းတစ်ခုဖြစ်တယ်။နောက်စာဆောင်တွေမှာတော့ဦးဝင်းမောင်နဲ့ဧကရီတို့ရဲ့လိန်ဆက်ဆန်နေတဲ့ဓာတ်ပုံတွေပါဝင်နေ။ဦးဝင်းမောင်ကဒီဓာတ်ပုံတွေကရင်တုန်းကကျုံနဲ့ဧကရီနဲ့ဖြစ်ခဲ့တဲ့အချိန်ကဓာတ်ပုံတွေပဲ။အဲ့ဒီတုန်းကသူနဲ့စောစောနဲ့မညားကြသေးဘူးပေါ့။ဒါပေမဲ့လည်းဒီပုံတွေမှာရက်ဆွဲမပါဘူးလေ။ခမည်းကိုငွေညစ်ခဲ့တဲ့ပုံပဲ။ကျုပ်စီကတန်းတီဟာတောင်းတယ်။ခမည်းပေးလိုက်သလား။ဦးဝင်းမောင်ကခေါင်းငိမ့်လိုက်။ကျုပ်ပေးလိုက်ရတာပေါ့။သူကပတ်စံမပေးရင်ဒီဓာတ်ပုံတွေကိုဇော်စောကိုပြမယ်လို့ဆိုတာကိုခမည်းစဉ်းစားကြည့်ဆုံးတော်ကြီးဟာသူ့တငယ်ချင်းဖြစ်တဲ့သူကသူ့မိန်းမနဲ့အိတ်နေတဲ့ပုံတွေကိုတွေ့ရင်ဇော်စောပဲခံစားနိုင်မလဲ။နောက်ပြီးတော့အဲ့ဒီအချိန်ကဇော်စောနဲ့ကျုံတဲ့စီးပွားရေးအမြင်ချင်းမတူလို့ကြောက်ကစားဖြစ်ပြီးတော့တယောက်နဲ့တယောက်တင်းမာနေတဲ့အချိန်မဟုတ်လား။တန်းတရားဆိုတာနည်းရင်ငွေပမာဏတော့မဟုတ်ပေမဲ့ကျုပ်ရဲ့ဂုံတိတ်ခါနောက်ပြီးတော့ဇော်စောရဲ့ဂုံတိတ်ခါကျုပ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွေဒါတွေနဲ့ချိန်ထိုးကြည့်လိုက်ရင်တော့ဒီငွေလောက်တော့ကျုပ်ဆုံးရှုံးခံနိုင်တယ်လို့တွေးမိပြီးတော့ပေးလိုက်တာပဲ။ဦးမောင်ကလည်းပြုံးလိုက်တယ်။ခမည်းကတကယ်တော်တဲ့တငယ်ချင်းကောင်းပါပဲ။ကဲကျုပ်သိကျင်တာသိရပြီမို့လို့သွားခွင့်ပြုပါဦး။ဦးမောင်ကလည်းထွက်လိုက်တယ်။ဒါနဲ့မနေ့ကညစာစားဝဲကိုဧကရီတက်သေးတယ်မဟုတ်လား။တက်ပါသေးတယ်။နောက်တော့မှအင်ကဖုံးလာလို့ဇော်စောတည်တယ်ဆိုတော့မှအပြန်ပြေးသွားခဲ့တာ။ကောင်းပါပြီဦးဝင်းမောင်စိတ်တော့မရှိပါနဲ့။ခမည်းကိုလူတန်းမှုအတွက်တန်တရားရှိသူအနေနဲ့ဖမ်းဆီးလိုက်ပါ။ဟောတာကတော့ခမည်းအတွက်ထုတ်ထားတဲ့ဖမ်းဝရမ်းပါ။ဦးမောင်ကဦးဝင်းမောင်ရဲ့ဇပွဲခုံပေါ်ကိုဝရမ်းစာအုပ်ကိုထုတ်ပြလိုက်တယ်။ဦးဝင်းမောင်ကတော့အလွန်ထူးဆန်းနေတယ်။ကျုပ်နဲ့ဘာဆိုင်လို့လဲ။ဒါကတော့အကုန်လုံးစုံမှရှင်းကြတာပေါ့ဗျာ။ကျုံနဲ့အတူတူလိုက်ခဲ့ပေးပါ။ကဲလာကြဟိ။အခန်းတကားကိုပွင့်သွားပြီးတော့ရဲနှစ်ယောက်ကဝင်လာ။ဦးဝင်းမောင်ကတော့အသားတကြီးပဲလိုက်လာခဲ့တာကြောင့်သူ့ကိုတွဲပြီးတော့ဖမ်းဆီးလာခဲ့လိုက်။ရဲစခန်းကိုရောက်တော့အချုပ်ခန်းအတွင်းမှာလူစုံနေပြီလဲဖြစ်တယ်။ဦးမောင်ကတော့သူတို့၄ယောက်စလုံးကိုစစ်ဆေးတဲ့အခန်းအတွင်းကိုထည့်လိုက်ပြီးသူလဲလိုက်ဝင်ခဲ့။စကန်းမှုနဲ့တခြားလူတွေကလည်းအခန်းပြင်ကနေနားထောင်နေကြ။လှုပ်ဆန်းမောင်စုံတော်ကြီးရဲ့
ရှင်ကျမတို့အားလုံးမှာဘာပြည့်ရှိလို့ဖမ်းလိုက်တယ်ဆိုတာသာပြောတော့ရှင်မပြောနိုင်ရင်တော့ကျမတို့ကရှင်ကိုမတရားဖမ်းဆီးမှုတွေတရားစွဲမယ်ဦးမောင်ကထိုသူတွေရဲ့အရှိမရှိတဲ့ထိုင်ကုန်ပေါ်မှာထိုင်ချလိုက်ကောင်းပြီလေပြောရရင်တော့နည်းနည်းပြေးရှင်းမယ်ပေါ့ဒါတွေအားလုံးရဲ့အစားကမင်းပဲအေဂရီဦးမောင်ကအေဂရီကိုလက်ညှိုးထိုးလိုက်တာကြောင့်အေဂရီမျက်လုံးပြူသွားတယ်ဘာဆိုင်လို့လဲရှင့်မှာဘာသက်သေမှမရှိဘဲနဲ့ကျမကိုလာမဆွဆွဲနဲ့သက်သေတွေကမကြခင်ရောက်လာမှလိမ့်မယ်အခုသက်သေတွေကိုရှာဖွေဝရမ်းနဲ့ရှာဖွေနေပါပြီထွန်းမောင်ကလည်းအံ့ဩနေဒါဆိုရင်လည်းပြောစမ်းမအောင်ဗျာကျုပ်တို့ပဲပြောမယ်အေဂရီကငယ်ငယ်ကလေးကလှကျင်နေအသုံးဖြုံးကြီးတယ်ဒါနဲ့ကြောင်းတက်ရင်းနဲ့ဟော်ရီကကြော်စွာနဲ့ချစ်သူတွေဖြစ်ကြတယ်ကြော်စွာဆိုသူကကြီးမောလိုက်ခမည်းစကားလေအတိတ်ပဲမရှိဘူးဗျာကိုလိုရာကိုစွဲတွေ့တာပဲအတိတ်ပဲရှိပါတယ်ကြော်စွာကလည်းစရင်ကိုင်ပညာနဲ့ဘွဲရတဲ့သူပဲနောက်ပြီးတော့အေဂရီကလည်းစရင်ကိုင်ပညာနဲ့ဘွဲရခဲ့တက်နှစ်နဲ့ဘွဲရတဲ့အမတ်စင်လည်းတူတူပဲအခုရဲတွေကတက္ကသိုလ်ကိုဆက်သွယ်ပြီးတော့အတီးပြုတ်နေကြတယ်မကြခင်တော့အကုန်လုံးသိရမှာပါခမယူးနေတာပဲကျောင်းအတူတူတက်ခဲ့တာနဲ့ကျုပ်ကလူသက်သမားဖြစ်ရောလားဗျခမကစရင်ကိုင်နဲ့ဘွဲရတဲ့လူတွေတိုင်းကိုလိုက်ပြီးတော့ဆွဆွဲနေတာတိတ်ပဲမရှိဘူးဦးမောင်ကကြော်စွာရဲ့စကားကိုကြားတော့ပြုံးလိုက်မိကျုပ်အတွက်ကတော့စရင်ကိုင်ပညာနဲ့ဘွဲရတဲ့လူကဘာလို့ကားဒရိုက်ဘာဝင်လုံနေတယ်လဲဆိုတာကပို့ပြီးတော့အတိတ်ပဲမရှိသလိုပဲကြော်စွာဗဇက်ပိတ်သွားတယ်ဦးမောင်ကလည်းဆက်လက်ပြီးတော့ဖြစ်ချင်တော့ကြော်စွာကလည်းပတ်စံမရှိဘူးဒါနဲ့အေဂရီကိုသူလုံနေတဲ့ဦးဝင်းမောင်တို့လုပ်ငန်းမှာအလုပ်သွင်းပေးလိုက်တယ်အေဂရီကအဲ့ဒီမှာလုံနေရင်လည်းကြော်စွာလိုမျက်နှာမွေးပတ်စံမရှိတဲ့လူတယောက်ကိုသူထင်မကြီးတော့ဘူးဒီတော့သူကတထေးကြော်ကြီးဖြစ်ချင်တယ်ချမ်းသာတဲ့သူတွေနဲ့တွဲသွားတွဲလာလှုပ်ချင်အဲ့ဒါကြောင့်ပဲအကောင်းစားမိတ်ကပ်တွေအကောင်းစားအလှကုန်တွေတုံးဆွဲတယ်အေဂရီမှာပတ်စံမရှိတော့ဦးဝင်းမောင်လုပ်ငန်းကငွေတွေကိုစည်ရင်းလိမ်ပြီးတော့ခိုးသုံးတယ်အေဂရီမျက်နှာပြတ်သွားတယ်ကြော်စွာလည်းဒေါသထွက်နေပုံရတယ်ဖြစ်ချင်တော့အေဂရီကတထေးသားတယောက်နဲ့မချိတ်မိခင်မှာဦးဝင်းမောင်ကအေဂရီစရင်လိန်တာကိုတွေ့သွားတယ်။ငွေမကျော်နိုင်ရင်ထောင်ချမယ်လို့ပြောတယ်။အေဂရီမှငွေမရှိဘူး။သူသုံးကျင်တာသုံးလိုက်လို့ကုန်ပြီ။အဲ့ဒါနဲ့အေဂရီကဦးဝင်းမောင်ကြီးကိုမြှုပ်ဆွဲတယ်။ကျုပ်အထင်ဒီချိန်မှာကြော်စွာသိသွားလိမ့်မယ်။ကြော်စွာနဲ့အေဂရီစကားများပြီးတော့ကြော်စွာ3နှစ်လောက်ပျောက်သွားတယ်။အေဂရီကအဲ့ဒီချိန်မှာဦးဝင်းမောင်ကြီးကိုထောင်ချောတစ်ခုဆင်ခဲ့။အဲ့ဒါကတော့သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေကိုရိုက်ထားခဲ့တာပဲ။ဦးဝင်းမောင်မျက်လုံးတွေပြို့သွားခဲ့ဒါဆိုရင်ကျိုးစီကိုချင်းကြောက်စာတွေပို့နေတာကသူ့ပေါ့အေဂရီပေါ့အေဂရီကသရုပ်ဆောင်ကောင်းသူပြီးမတုံမရင်နဲ့ထိုင်းနေအမှန်ပေါ့ဗျာသူကတစ်ချိန်တည်းမှာခမားစီကနေငွေညစ်ဖို့စူးစမ်းခြင်းလို့ပဲစောစောကစကားဆက်ရရင်အေဂရီကကြော်စွာနဲ့ပြတ်သွားပြီးတော့ဦးဝင်းမောင်ရဲ့အမြောင်မယားဖြစ်မလားဆိုပြီးတော့တွေးနေမိသေးတယ်ဒါပေမဲ့လည်းဦးဝင်းမောင်ကလူလေပဲဗျအေဂရီကိုကျိုးရှည်ရှည်နဲ့လန့်ထားတယ်ပေါ့အဲ့ဒီချိန်မှာပဲမမျော်လင့်တာဖြစ်လာခဲ့အဲ့ဒါကတော့အေဂရီကိုဥစောစောကချစ်မိသွားတာပဲဒီအဖြစ်မှာခင်ဗျားတို့နှစ်ယောက်စလုံးအမျက်ထွက်သွားတယ်အေဂရီကဦးဝင်းမောင်စီကနေပြီးတော့တကယ်တထေးဥစောစောရဲ့မိန်းမဖြစ်ခဲ့တယ်လို့ဦးဝင်းမောင်ကလည်းဥစောစောစီကနေဈေးကွက်တွေရခဲ့တယ်မဟုတ်လားသူတို့မှလည်းမတုံမလုံနေတဲ့အေဂရီကအံ့အားသင့်သွားခဲ့ရှင်တကယ်ပဲလားဦးဝင်းမောင်အေဂရီရဲ့အကျွေးတွေကိုအကိုကြီးကဆက်ပေးခဲ့တာမဟုတ်ဘူးလားဦးဝင်းမောင်ကခေါင်းခါလိုက်ငါပတ်စံစားသူ့စီကနေဈေးကွက်တွေတောင်းခဲ့တာသူငါ့ကိုဈေးကွက်တွေနဲ့ခွဲပေးခဲ့လို့ငါလုပ်ငန်းအောင်မြင်လာခဲ့တာပဲအေဂရီကမျက်ရည်တွေဝဲလာခဲ့ကျုပ်ပြောတာမဆုံးသေးဘူးနော်ဒီလို3နှစ်လောက်နေတော့ဥစောစောမှာဒူလာယောဂါဖြစ်လာခဲ့သူမသေးခင်အထိဒူလာဈေးတွေကိုတောက်နေရတယ်လို့ဆရာဝန်ကထွက်ဆိုထားပြီးသားဒီတော့အေဂရီကစံနာမပြည့်ဘူးဖြစ်လာတယ်အဲ့ဒီချိန်မှာကျော်စွာကိုပြန်ချင်းကပ်ခဲ့ကျော်စွာကကားဒရိုက်ဘာဖြစ်နေဥစောစောတို့အိမ်မှာအလုပ်ဝင်ခဲ့ခင်ဗျားတို့သူမသိအောင်ညီဆွန့်ခဲ့ကြတယ်။ဒါပေမဲ့လည်းတကယ်အဖြစ်ပြက်တွေကလွန်ခဲ့တဲ့တစ်နှစ်လောက်ကမှစတင်လာတယ်။အသုံးဖြုံးကြီးတဲ့အေဂရီကအကျွေးတွေတက်လာခဲ့တယ်။သူဝတ်တဲ့စိန်တွေလက်ဝတ်ရတနာတွေဒီဇိုင်နာတွေချုပ်တဲ့ဝတ်စားတွေအသုံးဆောင်ကောင်းတွေကတကယ်တော့သူတက်နိုင်လို့ဝယ်ခဲ့တာမဟုတ်ဘူး။သူကဥစောစောရဲ့မိန်းမဖြစ်နေလို့ဒီလုပ်ငန်းရှင်တွေကသူ့ကိုအကျွေးနဲ့ရောင်းချပေးခဲ့။ဒီတော့အေဂရီမှာဒါတွေကိုဆက်ဖို့ငွေလိုလာခဲ့ပြီ။ဥစောစောရဲ့လုပ်ငန်းတွေကလည်းသိတဲ့အတိုင်းပဲသိမကောင်းမှုဆိုတော့ဥစောစောစီကနေငွေတွေတောင်းလို့မရခဲ့။အဲ့ဒီမှာမင်းဘက်ကိုမြောက်လှည့်လာတာပဲထွန်းမောင်။ထွန်းမောင်ကကြောင်စီစီနဲ့ကြည့်နေတယ်။ကျုပ်ကဘလို့ပါလာရတာလဲ။အေဂရီကမင်းနဲ့ဖောက်ပြန်ဖို့ကိုအစကတည်းကကြံရွယ်ထားပြီးသားပဲကွာ။ဒါနဲ့မင်းတို့နှစ်ယောက်မှားခဲ့တယ်ဆိုပါတော့။နေပါဦး။ကျုပ်နဲ့ဖောက်ပြန်လို့သူ့မှာဘာကျိုးရှိသွားလို့လဲ။ထွန်းမောင်ကဘာမှနားမလည်နိုင်။အကျိုးရှိတာပေါ့ကွာ။
ဘာလို့လဲဆိုတော့သူတောင်းတနေတဲ့ຢာကိုမင်းစီကနေရနောက်ပြီးတော့သူ့ယောက်ျားကိုလည်းသူငွေညှစ်လို့ရတယ်ဦးမောင်ကဧကရီကိုရည်ကျဲကျဲနဲ့ကြည့်ပြီးပြောလိုက်တော့ကျော်စွာကဒေါသထွက်ပြီးတော့မတ်တက်ရက်လိုက်ခမအဲ့ဓာတွေစက်မပြောနဲ့တော့နော်ဦးမောင်ကတော့အေးဆေးဆေးပဲငါမင်းခံစားချက်ကိုနားလေပါတယ်ကျော်စွာရာမင်းကဧကရီကိုတခြားသူနဲ့ဖြစ်နေတာကိုမမြင်ဝင်မှုမဟုတ်လားဒါကြောင့်မင်းနဲ့ငါနဲ့ကိုတော်မှတွေ့တော့မင်းကသူ့ကိုအပြက်မှလို့ပြောခဲ့တာပေါ့ကျော်စွာမျက်လုံးတွေပြူးသွားခဲ့ခမကျုပ်ကိုသိနေတယ်ဟုတ်လားငါစုံတော့ပါကွာမင်းနဲ့စကားပြောတဲ့အခါမင်းရဲ့လေတံကတုံရင်းနေဧကရီအကြောင်းပြောတဲ့အခါမှာဒေါသထွက်နေတာရဲ့ပိုဆိုးတာကအမှုမှန်ပေါ်ဖို့ကူညီတယ်ဆိုပြီးတော့ပြောကြတယ်ကမင်းကငါတီထားလိုက်ပြီးသားကွာမင်းကဧကရီနဲ့တနည်းတစ်ပုံပတ်သက်နေရမယ်ဆိုတာလေဒွန်းမောင်ကလည်းအလွန်သိကျင်လာတယ်ဟိုနေကြပါဦးအဲ့ဒါတွေနောက်မှပြောပါအခုကျန်တာဆက်ပြောစမ်းပါငါမင်းမဲ့ထွန်းမောင်မင်းဆွဲခဲ့တဲ့ဧကရီရဲ့ဝီလစ်လစ်ပုံကိုလူပန်ယောက်မြင်ခဲ့ဘူးတလေထွန်းမောင်ကစဉ်းစားသွားတယ်နှစ်ယောက်သူ့ရဲ့ကျုပ်ရဲ့အဲ့ဒါရှင်းနေတာပဲလေဧကရီကမင်းနဲ့သူဖြစ်နေတာကိုမှတ်တမ်းတင်ထားမယ်နောက်ပြီးတော့မင်းဆွဲခဲ့တဲ့ပုံကိုဓာတ်ပုံဖြည့်ပြန်ရိုက်ထားမယ်ဒါတွေကိုသူ့ယောက်ျားကိုတယောက်ယောက်ကချင်းချောက်တဲ့ပုံစံနဲ့စာရီပို့ပြီးတော့ငွေညှစ်ခဲ့တာပဲမင်းဘယ်လောက်ရားလိုက်တယ်လဲဧကရီကျမဘာလို့ရှင်းကိုပြောပြရမှာလဲဦးမောင်ကခေါင်းငိမ့်လိုက်အခုမပြောလေနောက်ရဲတွေစင်ပြောရမှာပဲဆက်ပြောရရင်ဧကရီရဲ့အကျွေးတွေကဒီလောက်နဲ့မကြေသေးတော့လွန်ခဲ့တဲ့6လလောက်မှာဦးဝင်းမောင်စီကိုအရင်ကပုံဟောင်းတွေပို့ပြီးတော့ငွေထက်ညက်တာပေါ့ဦးဝင်းမောင်ကဒေါသအလွန်ထွက်နေဧကရီမင်းတကယ်ပဲမင်းလုပ်ခဲ့တာလားဧကရီကဘာမှမပြောဦးဝင်းမောင်ကဆက်လက်ပြီးတော့ငွေညှစ်လို့ရမှန်းသိတော့နောက်ဆုံးတစ်ခါသူ့ယောက်ျားကိုသူပြန်ငွေညှစ်ဒီတခါတော့ဦးစောစောကစီဝါရေးကျနေတာမို့လို့ငွေလုံးဝမပေးနိုင်တော့ဒီတော့ချင်းချောက်တဲ့အနေနဲ့သူ့ရဲ့ဝီလစ်လေးပုံကိုတခြားပကြီးစရာတယောက်စီကိုအပ်ပြီးတော့ထုံးမောင်ဆွဲပါတယ်လို့လုပ်ရတော့တာပေါ့ထုံးမောင်ကလည်းလက်ဖြောက်တီးလိုက်ဟုတ်ပြီကျုံမပြောဘူးလားစုပ်ချက်တွေမတူပါဘူးလို့ဒါပေမဲ့ဧကရီနားမလဲတာတခုရှိအဲ့ဒါဘာလဲဆိုတဲ့အချစ်ဆိုတဲ့အရာကိုပဲအားလုံးကဧကရီမျက်နှာကိုကြည့်လိုက်ဦးစောစောကဧကရီကိုရမ်းချစ်ရှာတယ်ဒါနဲ့ဇလန်းတစ်ခုကိုဆင်လိုက်သူဆင်လိုက်တဲ့ဇလန်းကသူ့မိန်းမဧကရီပျော်ရွှင်မှုအတွက်ပဲဦးစောစောကလွန်ခဲ့တဲ့တစ်လားလောက်ကအာမခံကုမ္ပဏီတွေစီမှာအသက်အာမခံတွေလုပ်ထားခဲ့ပြီးတော့သူအသေးခံဖို့ဆုံးဖြတ်လိုက်အသက်အာမခံထားရင်ကိုတက်တည်တယ်ဆိုရင်အာမခံတွေအကုန်လုံးစုံသွားတတ်တယ်ဒါကြောင့်မလို့သူများကတတ်မှရဒါနဲ့ပဲညစာစားပွဲရှိတဲ့ညရောက်တော့သူမလိုက်တော့ဧကရီကိုသူ့ကိုစားသွားခိုင်းတယ်အဲ့ဒီမှာသူနဲ့တည့်ရဲ့ထွန်းမောင်ကိုခေါ်လိုက်သူဖြစ်စေချင်တာကတော့ထွန်းမောင်ကသူ့ကိုတတ်စေချင်တာပေါ့သူတို့ဖောက်ပြန်တာကိုသိသွားတဲ့အခါမှာထွန်းမောင်ကဥစောစောကိုတတ်လိုက်တာမျိုးဖြစ်စေချင်တာဒီအတွက်လည်းသူကစီစဉ်ထားပြီးသားပါထွန်းမောင်ကသူ့ကိုတက်ပြီးတော့မြင်းမို့ဟိုတယ်မှာသွားရှောင်နေမယ်ပြီးတော့သူလည်းအာမခံငွေရမယ်ဒီတော့ထွန်းမောင်နဲ့ဧကရီတို့အချင်းချင်းပေါင်းဖက်ပါစေဆိုတဲ့သဘောနဲ့ဥစောစောကလုပ်ပေးခဲ့တာဒါပေမဲ့ထွန်းမောင်ကနုပညာသမားသူကဥစောစောကိုမတတ်ဝင့်ခဲ့ဒါနဲ့အခန်းထဲကနေပြေးထွက်သွားတယ်ဥစောစောကမတေလို့မရဘူးဒါနဲ့ပဲဧကရီကအဆုံးသတ်ပေးလိုက်ရတယ်မဟုတ်လားဧကရီကမျက်လုံးတွေပြူးသွားခဲ့ဒီကိစ္စတွေကိုဥစောစောကသူ့တငယ်ချင်းဦးဝင်းမောင်ကိုဖွင့်ပြောခဲ့လိမ့်မယ်ကျုပ်ဆောင်ဆန်းလိုက်တော့ဒီပွဲကိုစီစဉ်တာကလည်းခမည်းပဲပွဲတက်တဲ့သူတွေကလည်းခမည်းနဲ့မကင်းရမကင်းချောင်းနေပဲတကယ်တော့ဧကရီကအဲ့ဒီပွဲကိုမတက်ခဲ့ခမည်းတို့အားလုံးပေါင်းပြီးတော့စီဝါကိုက်ပြီးတော့လိန်လေထားကြတယ်မဟုတ်လားကျုပ်ပို့ပြီးတော့တန်တရားဝင်သွားတာကခမည်းတို့ညစာစားပွဲလုပ်တဲ့ဟိုတယ်ခန်းထဲမှာ CCTV ကင်မရာတွေရှိမနေတော့တာပဲဦးမောင်ကဇပွဲကုံကိုပုတ်လိုက်ဒီတော့ဝန်ခံတဲ့လူကအပြစ်ဒဏ်ရှော့ပေါ်ခံရမယ်ကဲထွန်းမောင်မင်းကဘာမှမဆိုင်ဘူးဆိုတော့မင်းသွားလို့ရထွန်းမောင်ထွက်သွားတော့မှဦးဝင်းမောင်ကလည်းခေါင်းငိမ့်လိုက်ငါဝင်ခဲ့ပါတယ်လွန်ခဲ့တဲ့3-4လောက်တုန်းကငါတကယ်ချင်းစောစောကငါ့ကိုတိုင်းမင်းငါဒီလိုမလုပ်ချင်ခဲ့ငါသူ့ကိုချင်းချင်းညင်းဆန်ခဲ့မိခဲ့ဒါပေမဲ့နောက်ဆုံးတစ်ခေါက်မှာတော့ငါသူ့ကိုလှုပ်ပေးမယ်လို့ဆုံးဖြတ်ခဲ့လိုက်ဒါနဲ့စီးပွားရေးလုပ်ငန်းရှင်တွေညစာစားတဲ့ပွဲကိုဖန်တီးခဲ့အဲ့ဒီပွဲမှာတက်တဲ့သူတွေအားလုံးကိုဧကရီလည်းပွဲတက်တယ်ဆိုတဲ့ပုံစံမျိုးပြောခဲ့ဒီလိုပြောရတာကလည်းစောစောကသူ့မိန်းမကိုရဲတွေတန်တရားဖြစ်မှာဆိုလို့ပြစ်မှုကျူးလွန်ခဲ့တဲ့နေရာမှာရှိမနေခဲ့တဲ့တပ်တွေပြချက်ပြကျင်လို့ပဲဦးမောင်ကလည်းခေါင်းငိမ့်လိုက်ကောင်းပြီဦးဝင်းမောင်ခမရဲ့လိုရက်ကကြီးလေတဲ့ပြစ်ဒဏ်မဟုတ်ဘူးဆိုတော့ခမလည်းသွားလို့ရပါဦးဝင်းမောင်ကဧကရီကိုတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်အခန်းထဲကနေထွက်သွားခဲ့နောက်ဆုံးတော့အခန်းထဲမှာဧကရီနဲ့ကြော်စွာသာကြံနေခဲ့
ကျော်စွာကပေကက်ကက်လုံကျော်စွာမင်းဝန်ခံလိုက်လို့ရတယ်နော်မင်းကလည်းဘာပြင်းမှုကြီးကြီးမားမားမှကျူးလွန်ထားတာမဟုတ်ဘူးကျော်စွာကနှုတ်ပိတ်ကျမဝန်ခံပါတယ်ဧဂရီကထပြောတယ်ကျမကရှင်ဒီအမှုကိုလိုက်မယ်ဆိုတာကိုသိနေခဲ့တဲ့ဥမောင်ဒါကြောင့်မလို့ကိုတက်သေးတဲ့ပုံစံဖြစ်အောင်လို့လုပ်ခဲ့တာပဲဒါပေမဲ့ရှင်ကြည့်လိုက်တဲ့အခါမှာလူတက်မှုဆိုတာကိုသိနေတယ်မဟုတ်လားမင်းပါစက်ပိတ်ထားစမ်းဧဂရီကျော်စွာကထပြောတယ်ဥမောင်လည်းမတက်ရဲလိုက်ပြီးတော့ကျော်စွာရဲ့ပခုံးကိုစုပ်ကင်ထားလိုက်မင်းရဲ့ခံစားချက်ကိုနားလေပါတယ်ကျော်စွာမင်းကဧဂရီကိုတန်တရားဖြစ်မှာဆိုလို့ငါတမင်ကျွန်းမောင်ဘက်အာယုံရောက်သွားအောင်လို့လမ်းလွှဲပြေးခဲ့တယ်မဟုတ်လားကျော်စွာကဥမောင်ကိုအသေးချာကြည့်လိုက်ကျွန်းတော်မှာတော့ဥမောင်ရဲ့အင်ကြီးချိုင်းအောက်ကိုလှမ်းကြည့်နေဥမောင်ကတီးသွားပြီးတော့မျက်လုံးတွေပြုတ်ကျသွားခဲ့မလုံးနဲ့ကျော်စွာသူ့ပေမဲ့သူနောက်ကျသွားခဲ့ပါပြီကျော်စွာကသူ့ချိုင်းကြားကတနက်ကိုအလင်းမြန်ဆွဲထုတ်လိုက်ပြီးသူ့ရင်ဝကိုစောက်တွန်းလိုက်တော့ဥမောင်လည်းနောက်ကိုချိုင်းလဲကျသွားခဲ့ကျော်စွာကတနက်နဲ့ဧဂရီရဲ့ခေါင်းကိုချိန်လိုက်ပြီးတော့တနက်မောင်းခလုတ်ကိုနှိပ်ချလိုက်ကျဲလောင်တဲ့တနက်တန်ထွက်ပေါ်လာပြီးတော့ထိုင်ကုန်ပေါ်မှာထိုင်းနေတဲ့ဧဂရီမှာတော့အနောက်ကိုပက်လက်လန်လဲကျသွားခဲ့ကျော်စွာက၆လုံးပြူတနက်ကိုသူ့မေးစေးကိုသူထိုးချိန်လိုက်ပြီးတဲ့နောက်တနက်မောင်းခလုတ်ကိုနှိပ်ချလိုက်ပြန်ဥမောင်ကကျော်စွာရဲ့ခြေထောက်ကိုအသာလန့်ဆွဲလိုက်တနက်တန်နောက်တစ်ချက်ထွက်လာခဲ့ပြီးတော့ကျော်စွာလည်းလဲကျသွားခဲ့ရဲတပ်သားတွေကအခန်းတွင်းကိုပြေးဝင်လာကြကျော်စွာကတော့သူ့ခေါင်းကိုသူပြန်မပြစ်မိပဲနဲ့ကြီးစံကအခန်းခေါင်ပေါ်မျက်နှာချက်ကိုဖောက်ဝင်သွားခဲ့ရဲတပ်သားတွေကကျော်စွာကိုဖမ်းချုပ်ထားကြကျော်စွာကရီမောနေထိုးနောက်မှာတော့ငိုကြွေးပြန်တယ်ကျုပ်တက်တာသူတို့ကိုကျုပ်တက်တာဟုတ်ပြီလားကျုပ်ကိုဖမ်းကြပါဧဂရီမှာပြစ်မရှိဘူးဧဂရီကထောင်ထဲမှာစင်းစင်းရဲရဲနဲ့နေရမှာကိုကျုပ်မမြင်ချင်ဘူးဗျရဲတပ်သားတွေကကျော်စွာကိုဆွဲထုတ်သွားကြဧဂရီကတော့ကျမ်းပြေမှာပက်လက်လန်လဲကျပြီးတော့သွေးတွေအိုင်ထွန်းနေဥမောင်လည်းတက်ပြင်းချလိုက်ပြီးတော့ဧဂရီရဲ့မျက်လုံးတွေကိုမှိတ်ပေးလိုက်မင်းကချစ်ဆိုတဲ့ຢာကိုအထင်သေးခဲ့တာပဲဧဂရီကိုကျော်စွာကအလွန်ချစ်ခဲ့ဒါကြောင့်ပဲဧဂရီကိုတက်လိုက်တာလည်းဖြစ်တယ်ဧဂရီမသေးဘူးဆိုရင်တော့ထောင်ကျမယ်ထောင်အတွင်းစင်းစင်းရဲရဲနေထိုင်ရမယ်သူများမကဘဲနဲ့မိမိလင်ယောက်ျားကိုချင်းချောင်းငွေညစ်တဲ့သတင်းတွေမိမိလင်ယောက်ျားကိုတက်ပြတ်တဲ့သတင်းတွေမှလည်းပြန့်နှံ့သွားပြီးတော့တက်တက်လုံးလူရောင်ဝင်နိုင်တော့မှာမဟုတ်ပါဘူးဒါကြောင့်မလို့ကျော်စွာကဧဂရီစာအားလုံးကိုဝန်ခံခဲ့ကျော်စွာလည်းတက်တက်တကြွပြစ်ဒဏ်ချသွားခဲ့ဥစောစောလည်းဧဂရီကိုတကယ်ချစ်ခဲ့တယ်ဖောက်ပြန်နေတဲ့သူနဲ့ပဲအတူတူနေထိုင်ဖို့အတွက်စီစဉ်ပေးခဲ့သလိုငွေကြေးတွေရဖို့အတွက်ပါစီစဉ်ပေးခဲ့အာမခံကုမ္ပဏီတွေကရတဲ့ငွေကြေးတွေပင်အတော်များပြားတယ်အခုတော့အင်ပါယာဆိုတဲ့လုပ်ငန်းစုကြီးလည်းမရှိတော့ဦးဝင်းမောင်ရဲ့ကျေတကွန်လုပ်ငန်းစုလည်းဝါမျိုးသွားခဲ့ပြီလည်းဖြစ်တယ်ကျိုးနေ့ကတော့မိုးတွေရွာနေသေးတယ်အနေရောင်ဝစ်စုံတွေဝစ်ဆင်ထားတဲ့လူတွေကလည်းတုတ်တန်တွေမှာပြင်းနေတထေးတကြွတွေမြုပ်နှံတဲ့တုတ်တန်ဖြစ်တာကြောင့်အလွန်ခမ်းနားလာဘေးချင်းကပ်ပြီးတော့အုတ်ကူအနက်ကြီးနှလုံးလေးရှိထိုအုတ်ကူအနက်ကြီးတွေမှာတော့ဥစောစောနဲ့ဧဂရီတို့နှစ်ယောက်ရဲ့ဂျုံလောင်းတွေကထာဝရငြိမ်သက်စွာအိပ်စက်နေကြတော့တယ်ဇာပနာအခမ်းအနားပြီးသွားတာကြောင့်လူတွေလည်းပြန်သွားကြဥမောင်ကလည်းအုတ်ကူနှလုံးသားကိုတိုးကပ်ခဲ့အုတ်ကူနှလုံးရဲ့အရှိမှာတော့မှန်ပေါင်သွင်းထားတဲ့ပကြီကားချက်တွေရှိပကြီကားတစ်ခုမှာတော့ဧဂရီကဂါဝင်းကိုဝစ်ဆင်ထားတဲ့ပုံစံတစ်ခုဖြစ်ပြီးနောက်ပကြီကားတစ်ချက်မှာတော့ဥစောစောရဲ့ကိုယ်တစ်ပိုင်းပုံစံတူပကြီကားလည်းဖြစ်ပကြီကားရေးဆွဲထားသူရဲ့လက်ရာကိုတော့ပကြီကားအောက်ခြေထောက်မှာအတိုင်းသာတွေ့ရလက်မှတ်ကတော့ထွန်းလိုရေးသားထားတာလည်းဖြစ်တယ်ဖေဖေသူ့လက်ကိုဆွဲခံလိုက်ရတော့မှဥမောင်အသိပြန်ဝင်လာခဲ့လူတွေပြန်ကုန်ပြီသမီးတို့လည်းပြန်တော့မယ်လေဥမောင်ကလည်းခေါင်းငိမ့်လိုက်ပြီးတော့သမီးဖြစ်သူရဲ့လက်ကိုဆွဲကတုတ်တန်တွင်းကနေပြန်ထွက်လာခဲ့တော့တယ်အိမ်ပြန်ရောက်ရင်ဖေဖေနဲ့သမီးအတူတူပုံဆွဲကြမယ်နော်ဒါပေါ့သမီးရဲ့ဒါနဲ့သမီးကဘာပုံဆွဲမှာလဲဖေဖေတနက်ကင်ထားပြီးတော့လူဆိုးတွေကိုတနက်နဲ့ပြစ်နေတဲ့ပုံပေါ့သူတို့နှစ်ဦးတုတ်တန်ပြင်ကိုရောက်တဲ့အခါမှာကားပေါ်ကိုတက်လိုက်ကြမိုးချင်းတန်ကြီးကိုလည်းကျဲဆောင်စွာကြားလိုက်ရသူတို့ကားလေးမှလည်းတုတ်တန်ကနေမောင်းထွက်ခဲ့ကြတော့တယ်ပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီမှာပြီးဆုံးသွားပါပြီခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ